ဝါးတွေပေါ်တဲ့နေရာဆိုတော့ဟိုအထက်ပုံတော်ပုံညာတို့ဘက်တို့ရှိမှာပေါ့ဟုတ်လားအဲ့ဒါဝါးခုတ်ထွက်ကြတော့တရွာလုံးယောက်ျားသားတွေကထွက်တော့အိမ်မှာမိန်းမဖြစ်တဲ့အမျိုးသမီးတွေကချက်ရပြုတ်ရရှာဟိုလျှော်ရဖွက်ရနဲ့အိမ်လုံးတွေမလုပ်ရဘူးလားလုံးကြရတော့ယောက်ျားဖြစ်တဲ့ပုဂ္ဂိုလ်ဝါးခုတ်သွားပြောပါခုတ်သွားတရွာလုံးအဲ့ဒါဝါးခုတ်ထွက်ကြတယ်မနက်မိုးလင်းတာနဲ့ပြန်လာပြီဆိုရင်အတိအဲ့ဒါအမျိုးသမီးတွေကပြန်လာတော့မဲ့အချိန်ဥပမာတစ်ခု7 နာရီပြန်လာမယ်ပေါ့နေ့စဉ်7 နာရီလောက်ဆိုရင်ရွာထိပ်မှာသွားပြီးတပတ်လေးတင်ပြီးတော့ဟုတ်လားမိခင်မိမဖြစ်တဲ့ပုဂ္ဂိုလ်တွေကိုယ့်ရဲ့ယောက်ျားတွေကိုအတိသွားပြီးမကြိုရဘူးလားအဲ့ဒါအဲ့တလေကြိုကြတနေ့တော့အဲ့လိုမိမဖြစ်တဲ့ပုဂ္ဂိုလ်တွေအတိသွားပြီးတော့ကြိုနေတဲ့အချိန်မှာတော်ကောင်းတို့မတ်သဲမှာတဲ့သွားပြီးမကြိုမိဘူးပြောနာမည်လေးကပါရင်လဲ sorry ဗျာပါလေလားနာမည်သူရင်လဲကဲတိုက်ဆိုင်နေပဲထားပါတော့အဲ့ဒါမတ်သဲမှာကအဲ့ဒီနေ့ကြတော့တနေ့တော့သွားပြီးတော့မကြိုဘူးဗျမကြိုတော့တချို့မျိုးသမီးတွေကအတိသွားပြီးတော့ကြိုတဲ့အချိန်မိုးကထင်းနေခုတ်ထင်းနေထမ်းလာတော့မောပန်းပြီးတော့ရွာဝင်ညောင်းမင်းအောက်လေရောက်ရောမောင်ကြီးရမောလာတယ်ဆိုပြီးတော့ပါလာတဲ့တပတ်လေးနဲ့ချွေးလေးတွေကိုစိုးတုတ်ပေးတယ်ဟုတ်တယ်မဟုတ်လားစိုးလာတဲ့ချွေးလေးတွေကိုပါလာတဲ့တပတ်လေးနဲ့ယူရာတုတ်ပေးနေတဲ့အချိန်သူတော်ကောင်းတို့ကိုဖိုးထောင်တယောက်တုတ်ပေးတဲ့မတ်သေးမှာလာသလားမလာဘူးဗျတက္ကနာမယ်ကဘာလို့တော့ကိုဖိုးထောင်နဲ့ကြောလက်စားရဲရှိတဲ့အတိုင်းပြောတာနော်မကွေးကြီးအဲ့ဒါကိုဖိုးထောင်ပြန်လာတဲ့ဝါကြီးထမ်းပြီးသူများတွေချွေးလေးတွေတုတ်ပေးနေတဲ့မြင်ကွင်းလဲမြင်လိုက်ရောကိုဖိုးထောင်စိတ်ထဲဘလို့နေတယ်မကွေဒီလိုနေမှာပေါ့ဗျာဟုတ်ရဲ့လားတောက်လေးတစ်ချက်လောက်တော့ခေါ်အောင်မှာပေါ့ဗျာလောကဓမ္မရာပြောပြတာပါတောက်တစ်ချောက်ခေါက်ပြီးတော့တွေးကြသေးတာပေါ့တဲမာယာတွေးကြသေးတာပေါ့ဘယ်လိုတဲ့တော့တွေးကြသေးတာပေါ့တဲမာယာငါရှာဖွေကျွေးနေလို့မင်းစားရတာကိုငါ့ကိုဒီနေ့မင်းလာမချိုဘူးသူများတွေကအတိအဲ့ဒီမှာဝါလေးထမ်းပြီးတော့ကူးညင်ညာပါလာတဲ့ဓမ္မတို့လေးတွေကူးယူပြီးတော့ဇုံလေးတွေထွက်ကြဖိုးတော်ကြီးမင်းမိမကြီးမလာသေးဘူးလားကွာရပါတယ်ကွာငါတို့နဲ့ပြန်လိုက်ခဲ့လေကွာနေပေါင်းကွာငါနောက်မှလိုက်ခဲ့မယ်အေးစေးငါသူလာတော့ပါတယ်ဟာရှက်ကိုရှက်ကန်းနဲ့အသာလေးသမင်းချက်တာနောက်ကြလို့နေမှာပါအဝတ်လျှော်တာနောက်ကြလို့နေမှာပါဆိုပြီးစိတ်ဖြေပြီးတော့သူတို့ပြောလိုက်ပြီးသူတို့တွေပြန်သွားတွေးကြသေးတာပေါ့ကွာဆိုပြီးဝါတော့တဲ့ပြန်ဝင်ပြီးတော့ဝစိမ့်တုပ်လေးတချောင်းကိုတူခတ်တူခုတ်လာပြီးတော့အဲ့ဒီထမ်းလာတဲ့ဝါကြတဲ့ညက်တာရိုက်လို့ကောင်းမဲ့အတုပ်လေးပေါ့အဲ့ဒါသဲမှာဖြစ်တဲ့ပုဂ္ဂိုလ်ကမသဲမှာကအိမ်ကနေအမျိုးသမီးတွေအတီးတီးရောက်သွားတော့ကောင်းမသဲမှာညီယောက်ျားဖိုးထောင်စိတ်တိုးနေတယ်ညီကလည်းဟုတ်ပါသူများတွေသွားကြိုနေတာညီကလည်းသွားမကြိုဟာတာနေစမ်းမှာအေးဆေးပါဒီယောက်ျားလောက်ကတော့ဘယ်တခါကြီးတွေအတာနေစမ်းပါလေမသဲမှာကအတာနေစမ်းမှာတဲ့ဒီယောက်ျားလောက်ကတော့တခါချော့ဘယ်နှခါချော့အဲ့ဒါနဲ့တော်ကောင်းတော့မသွားပဲနဲ့အိမ်မှာအေးစီနှက်နေပေါ့ခုခေတ်စကားအနေနဲ့ဆိုအဲ့ဒါနှက်နေတဲ့အချိန်ဟိုကကိုဖိုးထောင်ကဝက်စိမ့်တုပ်ခုတ်လာပြီးတော့မော်ကြီးပန်းကြီးနဲ့တောက်တစ်ချက်ခောက်ပြီးတော့တစ်ခေါက်သွေးချသေးတာပေါ့တဲမာရဆိုပြီးတော့အိမ်ရှိလဲရောက်တဲမပြတလဲနဲ့ဟိုအုံးမဲတွေကိုမျက်နာတွေကိုတုတ်လာတာလေးမပေးတဲ့အုံးမဲတွေကိုဟုတ်လားအိမ်တကားပေါ်လဲရောက်တဲမလို့ခေါ်လိုက်ရောပြတလဲနဲ့ဟိုဓာန်အိုးကဖင်းကမဲနေတဲ့ဦးမဲတွေမျက်နှာဆွဲချစ်ပြီးတော့ထွက်လာပြီးတော့မောင်ကြီးအဝတ်တွေလဲထမင်းနေကပိုကိုယိုပေါ့အဲ့ဒါကပိုကိုယိုနဲ့သွားပြီးတော့မောင်ကြီးမောလာသလားနှမလေးဒီမှာဒီနေ့ကျမှတော့ရေရလည်းမရလို့ဟိုမှာရေသွားခါရတဲ့မျိုးဒီနေ့ကျမှဟိုမှာဖယားစွန်းတော်တင်ဖို့စွန့်မိအောင်ချက်ရတဲ့မျိုးနဲ့မောင်ကြီးကိုကြိုတာနောက်ကျသွားတယ်နှမကိုစိတ်မစွန်းနဲ့နော်မောင်ကြီးချောတာခေါ်လာလေးကမောင်ကြီးနေဆိုတော့ကိုလူကြီး
စဉ်းစားတာကြည့်ကြပြီတော့ကိုရကာကြီးတို့ဟုတ်လားအဲ့ဒါမသိမှာကအဲ့ဒါလိုလေမောင်ကြီးရဲ့စိတ်မဆိုးနဲ့နော်နှမနောက်နေ့ကျတော့သူများတွေတက်စောပြီးတော့ကိုလာခဲ့မယ်ဒီနေ့တော့နှမကိုခွင့်ပြုပါတော့ဆိုပြီးတော့အဲ့ဒီမှာတော်ကောင်းတို့စိတ်ဆိုးမှန်ဆိုးနဲ့ရှားရတယ်ကွာမင်းရတယ်ဘ누구ကပြောအဲ့ဒါဝစိန်တို့ကြီးဘန်းကလေးချတဲ့အချိန်ကိုစောနာတော်ကပြောမှာပေါ့နင့်ကိုစိတ်သွနေပြီဘိုးတော်ကရိုက်တော်မှာပြုတော်မှာဆိုတော့ဝါရီချွေးလေးနဲ့ပါလာတဲ့ဟာလေးနဲ့အဲ့မှာမသိမှာကပြတလဲနဲ့အိမ်ထဲရောက်ခါကျမှမောင်ကြီးရေလေးခက်ပေးဟုတ်လားချော့မော့ပြီးတော့ဘာလုပ်တယ်လဲဆိုတော့ထင်းစည်းလေးပေးမောင်ကြီးကျမနေရသွားထားလိုက်မယ်ကျမရွှေ့လိုက်မယ်တဲလိုက်မယ်ဆိုတော့ဝါးစည်းတွေကဘာထူးထူးခြားခြားဘာလေးပါဘာတော်လေးပါတွေ့ကြရေးတာပေါ့သဲမာရဆိုပြီးတော့ဒါဘာလုပ်ဖို့ခုတ်လာပြောဘာလုပ်ဖို့ခုတ်လာရှိုက်ဖို့ခုတ်လာတော့ဟိုကမသဲမာကထင်းစီသွားဖြီးပြီးတော့ကြည့်ပြီးတော့ထင်းစီထားမြင်တဲ့ချိန်ထူးထူးခြားခြားအဲ့ဒီဝက်စိန်တုပ်လေးသွားမတွေ့ဘူးလားကိုဘုတော်တော့ဒီနေ့ထူးထူးခြားခြားပါပဲဒီမှာဝက်စိန်တုပ်ကြီးနဲ့တော့ဘာလောက်အောင်လို့တော့ဟိုကလည်းပဲတိတိကြီးနဲ့စိတ်ဆိုးနေပြီဆိုတော့တေချာပါကဒါငါ့ကိုရိုက်အောင်လို့မို့လို့ခုတ်လာတယ်ဆိုတာမသဲမာမသိအဲ့ဒါတိနဲ့ကိုဘုတော်တော့ဒီနေ့ထူးထူးခြားခြားတော့ဝစိန်တုပ်ကြီးနဲ့ဝစိန်တုပ်လေးထူးထူးခြားခြားဒီကြားထဲမှာပါတယ်တော့ဘာလောက်အောင်လို့မင်းအိမ်မှာရင်မိုးရိုးကျိုးနေမင်းမသိဘူးလားကိုဘိုးတော်လောက်ပေါ့မှန်ရလားဘာကျိုးနေအဲ့လိုလားဆိုတော့မိမဖြစ်တဲ့ပုဂ္ဂိုလ်အချော်ကောင်းရင်အထောက်မတတ်တာဘူးလားရိုက်မဲ့ခုတ်လာတဲ့ဝစိန်တုပ်ကဘာရိုးဖြစ်တော့ပါသလားအချော်ကောင်းတော့ဒကမာကြီးတွေတိတ်ပြီးတော့လဲတယ်ဒကာကြီးတွေသိလားတခါတလေတော်တော်လေးကိုဦးဇင်းတို့ကြုံရပါတယ်ဆုံးကတ်တာလေဒီဒကမာကြီးတွေပဲဒကာကြီးတွေသိလားနည်းနည်းတော့ညာပြောမှရဟုတ်ရဲ့လားအဲ့ဒါတော်ကောင်းတို့ဆက်ပြီးတော့သွားကြရအောင်ဒကာကြီးတွေဒကမာကြီးတွေကချော့လိုက်ရင်အဲ့ဒါလိုပြော့သွားတာအဲ့ဒါကြောင့်အမိတွေကကောင်းဖို့လိုပါတယ်ဗျာကောင်းလွန်းရင်လည်းပဲဒကာကြီးတွေကြောက်ရတယ်နော်အဲ့ဒါရေမိုရိုးလည်းဖြစ်သွားအောင်မယ်စဉ်းစားထားဟုတ်ရဲ့လားစတူဒီယိုလေးတစ်ပုဒ်သွားကြည့်ကြရအောင်အိန္ဒိယပြည်မှာဖြစ်တဲ့တာရကာလေးတစ်ပုဒ်ကိုဦးဇင်းတို့ထုတ်ပြီးတော့မကွေးကဓမ္မပရိသတ်အပေါင်းတို့ကဒါလေးလက်ဆောင်ပေးခြင်းပါတယ်ဘယင်ဝဂရမင်းဗာရဏသီပြည်ဘယင်ဝဂရမင်းဒီနအုပ်ချုပ်မင်းလို့ဆင်ချိန်ခါတုန်းကသူ့ရဲ့သမီးတော်လေးကေတရီဆိုတာရှိတယ်ဘယင်ရဲ့သမီးတော်လေးသမီးရှိတယ်ဗျသိလားဦးဇင်းတို့ကဒါမြန်မာမှုပြုတ်ပြီးတော့ဦးဇင်းတို့ချုံးပြီးတော့ပြောနေပါတယ်ဒါကြောင့်တော်ကောင်းတို့မသုဘောဓကဇတ်တော်ကမြမတိမာတာပိတရောဘုဗ္ဗစရိယတိဟုတ်စရိအာဟုနေယသဗုဒ္ဓနာဗဇာယအနုကံပကဒီကာရာကိုတန်းစာဆင်းပြီးတော့ဦးဇင်းတို့တဇူတစည်းတဲ့ဟောဖို့ဒါပေမဲ့လို့မကွေးကတက်လာတဲ့ဓမ္မကတိကတော်တော်များများကဒီတရားတွေကဟောပြီးသားတွေဖြစ်နေတယ်ဟုတ်ရဲ့လားမိဘမေတ္တာကိုအခြေခံတော့ဦးဇင်းတို့ဒီသုတ်တန်တွေကဒါလေးသွားတွေ့ပါတယ်နည်းနည်းလောက်တော့တော်ကောင်းတော့ဧကခရောဧကောပုတ်တော်ဆိုတော့စာတလုံးကဖယားတဆူတဲ့အာယုံလေးပြုတ်ပြီးဒီကာရာလေးနဲ့ဦးဇင်းတို့ပြန်ပြီးတော့ဖွင့်ပါမယ်မြမသိမာတာပိတရောပုဗ္ဗစရိယသိဥစ္စရိအာဟုနေယသဗုဒ္ဓနာဗဇာယနုကံပကောဗဇာယဘဝယေဇက်ရှိပနကြောင့်ဆင်းသက်ပေါင်းဖွားသမိသားတို့၏အနုကံပကောဥစ္စာဇီဝချွေရများဘုဒ္ဓနာဆောင်လျှောက်ချီးမြှောက်ကြပေကုန်တော်မာတာပိတရောမြတ်မောသောဥမကကျူးတဲ့ခြေစွအရှင်မိခင်ဖခင်တို့ကိုပြမသည်ပြမစိုးလေးပါးနေစဉ်ဘွားသဖြင့်ထပြဒေဝနတ်ပြမကြီးတို့၍၎င်းဘုရားစရိယသိစာကြောင့်မခင်ရှိဟုတင်၍တွင်သင်ပြသဆုဆုံးမသဖြင့်လောကလူရွယ်လက်ဦးဆရာသမားကြီးတို့၍၎င်းဗုဒ္ဓနာမိဘမျိုးစုံဆောင်းရှောင်မှုကြောင့်ဘုသူတဆုံးပြေဝါလျက်လောကအလင်းသင်တဲ့တင်ရှာသမိသားတို့၏အောင်နေယံတိစာအဝဲ
စာရွှေငွေများနဲ့အခြားလူဝဲအသွဲတွေကိုတန်ခင်ထိုက်တန်မြတ်သောလူခံတို့ဟူ၍ဥစ္စာရိအကြောင်းအလိုက်အကျိုးဆိုင်တဲ့ဖြင့်တမိုက်တဲ့မိခေါ်ဆိုတိုက်ကြပါပေကုန်သောအတ္တိမိဘဆိုရာတော်ကောင်းတို့မြမကြီးတွေနဲ့သူတွေဒါတွေမကွေးကြဘူးပြီးတာမှန်ရလားမြမမြည်ရမိဘတန်လေပုဗ္ဗစရိယနာမသွန်ဤအောင်နေရမြတ်လာကုန်၏မိနိဖတုံးဝအိနာမီအမေနဲ့ဖေကနာမီသုံးမျိုးဂုံသင်ခံရတဲ့မြမကြီးတွေနဲ့သူတွေအလုကံပုဂ္ဂိုလ်ကြီးတွေနဲ့သူတွေလက်ဦးဆရာသမားကြီးတွေနဲ့သူတွေမိဘမေတ္တာမှန်ရလားအဲ့ဒါလို့သိပြီးတော့ဂုံတရက်လေးနဲ့ကြီးကျယ်ပါတဲ့ဒီမေနဲ့ဒီဖေအဲ့ဒါလို့မြင်မြတ်ပါတယ်ဆိုတဲ့ဒီမေနဲ့ဒီဖေကိုစောကပြမခဲ့တဲ့အိန္ဒိယပြည်ခုခေတ်လို့ဆိုပါရဏသီပြည်ထိနန်းအုပ်ချုပ်ဝန်ကရေဘယင်မင်းထိနန်းအုပ်ချုပ်မင်းလို့စင်တော့ကဒီစကြောင်းလေးပေါ်လာလို့တို့မကွေးကိုဒါလေးပြောပြစောနာကပြောတဲ့မြမကြီးတွေနဲ့သူတွေလက်ဦးဆရာသမားကြီးတွေနဲ့သူတွေအလူကံပုဂ္ဂိုလ်ကြီးတွေနဲ့သူတွေဆိုတာတို့မကွေးသီဝိရမို့လို့ရှေ့ဆက်ပြီးသွားကြရအောင်မှန်ရလားဒါကြောင့်တရားကြီးရှင်းနေရင်တို့မကွေးပြင်းနေမယ်နောက်ညတွေရှိသေးတယ်ဟုတ်ရဲ့လားအဲ့ဒီတာရကလေးကပါရဏသီပြေဝန်ကရင်ဘယင်မင်းဒီနံအုပ်ချုပ်မင်းလို့စင်သမီးတော်လေးတစ်ပါးရှိတယ်အဲ့ဒီဝန်ကရင်ဘယင်မင်းမှာပြောကေတရီပြောဘယ်လိုလဲအဲ့ဒီကေတရီသမီးတော်လေးတစ်ယောက်ရှိတော့အဲ့ဒီသမီးတော်လေးကဘယင်သမီးဆိုတဲ့အတိုင်းမှာပဲဘယင်သမီးဆိုတဲ့အတိုင်းမှာပဲမမာနတွေထောင်လွှမ်းမယ်ငါကဘယင်သမီးဆိုပြီးတော့မောက်မာမဲကြွားဝါမဲဆိုပြီးတော့နောက်ဆုံးပဲအဲ့ဒီဝန်ကရင်ဘယင်မင်းသမီးတော်လေးကေတရီဟာကာမဂုဏ်တရားဒီမှာအလွန်မွေ့လျော်တဲ့ပုဂ္ဂိုလ်နားလည်အောင်ပြောတော့မယ်မကွေးရဲ့ရမတ်ကြီးတဲ့ပုဂ္ဂိုလ်ကေတရီလေးอ่ะသမီးတော်လေးတစ်ပါးရှိလာရမတ်ကြီးတယ်အဲ့လိုကြီးတော့တော်ကောင်းတို့ဒါတွေပြောနေရင်တော်ကောင်းတို့အယံကြီးများသွားလိမ့်မယ်တော်ကောင်းတို့ဒီလောက်ဆိုရင်ရမတ်ဆိုတဲ့စကားလုံးလေးပြောလိုက်ရင်မကွေးကြီးနားလည်ပြီမဟုတ်လားအေးအဲ့ဒါရမတ်ကြီးတယ်စားလို့ဆိုရင်ခင်ဗျားတို့ပြောနေတဲ့ရမတ်ကြီးတယ်အဲ့ဒီကေတရီမင်းသမီးလေးကအလွန်ရမတန်မှရမတ်ကြီးတော့မင်းမှုတန်းနေနဲ့လည်းပဲဖောင်းလဲဖောက်ပြန်တိုင်းလူပြည်သားတွေနဲ့လည်းပဲဖောင်းလဲဖောက်ပြန်နောက်ဆုံးတော့ဘယင်ဝန်ကရင်မင်းကြီးမှာအဆက်တော်တွေရပြီးတော့မျက်နှာမလာတော့ဘူးပေါ့မှန်ရဲ့လားဘယင်သမီးတယောက်အနေနဲ့ဘယင်ရဲ့ဂုံဆွေဂုံမျိုးဂုံဒီခေတ်ကဒါတွေရှိတယ်လေဗျမှန်ရဲ့လားခုမှရှိတာမဟုတ်ဘူးဟိုမှာတော့နေရှိနေတာဟုတ်ရဲ့လားအဲ့ဒါအကုန်လုံးသူကအထက်ကနေဆိုတော့အကုန်လုံးနဲ့ဖောက်ပြန်တယောက်လဲမုံနှစ်ယောက်လဲမုံ10ယောက်လဲမုံ15ယောက်လဲမုံစဉ်းစားကြည့်သမီးတော်လေးဧကရီအဲ့ဒါလို့ပေါင်းလဲဖောက်ပြန်ဖြစ်နေတဲ့အချိန်မှာဘယင်မင်းတရားကြီးရဲ့နားကိုမူတော်မတ်တော်တွေကတန်တော်ဦးတယ်ဩရှင်မင်းတရားကြီးရဲ့သမီးကတော့အဲ့ဒါလို့ဖြစ်နေပြီဆိုတော့သားသမီးပေါ်မှာထားတဲ့အဖရဲ့တန်ရောစဉ်ကိုသမီးအဲ့ဒါလို့ဖြစ်နေတာယုံနိုင်မှာဘဝန်းကျင်တွေကဘလောက်ပဲအသင်းပြင်းနေပြောနေကြပါစေဘဝန်းတွေကကိုယ့်ရဲ့သားသမီးဘောမှာဘလောက်ပဲဆိုတာတွေမိုက်တာတွေပြောနေပါစေတို့ဖေတို့မေတို့လက်ခံရဲ့လားမဖြစ်နိုင်လိုက်တာမူမတ်တို့ရဲ့မင်းတို့ငါသမီးကိုမြတ်စောစောကားဆိုပြီးတော့ဘယင်မင်းတရားကြီးနားနဲ့မနာဘဝနဲ့နာပါကျွန်တော်မျိုးအခုကအမြင်မကောင်းရှုမကောင်းမို့လို့ကျွန်တော်မျိုးတို့တန်တော်ဦးသင်ရတာပါလို့မူကြီးမတ်ရတွေကပြောလိုက်တဲ့အချိန်ဘယင်မင်းတရားကြီးဆင်ញံသုံးသက်ပြီးစုံစမ်းလိုက်တဲ့အချိန်သူကိုယ်တိုင်တော်ကောင်းတို့လက်တွေ့ကြမ်းကြသိမြင်မသွားရဘူးလားသမီးတော်လေးကအဲ့ဒါလို့တဲ့ဟဲ့ဆိုရောဖခင်ဝန်ကရင်မင်းရဲ့ရှင်တဲ့နှလုံးသားထဲမှာတော်ကောင်းတို့စဉ်းစားကြည့်ကိုသမီးကိုစောနာတော်ကပြောတယ်လေစင်စီးပြီးတော့
ကိုကတော့ချင်းလို့ခင်လို့ဆိုပြီးတော့သမီးလေးတယောက်မွေးဖွားလာတဲ့နန်းတော်မှာအားလုံးကဝိုင်းချစ်နေတယ်လိုလိုက်ထားတယ်လိုချင်တာမှန်သမျှပေးခဲ့တယ်ရကျင်တာမှန်သမျှပေးခဲ့တယ်ဘဝအောင်တမ်းမကြအောင်အလိုလိုက်ခဲ့တဲ့သမီးအခုတော့လင်းကြောင့်ငါမျက်နာပြတ်နေပြီဖခင်ကချင်းနဲ့ဖခင်ကလက်နဲ့ရင်းတဲ့ဟာကိုသမီးဖြစ်တဲ့ကေဧကရီဘာနဲ့ဖြတ်နေပြီမျိုးရိုးရဲ့ဂုံမထောက်သမီးရဲ့လုံးရက်လိုက်တာအိုးမူစီမကြီးတို့ငါရဲ့သမီးပေါ်မှာငါရဲ့ထဲမှာလဲလာပြီးတော့အချီကြပါဦးငါရဲ့သမီးလေးပေါ်မှာသိပ်ပြီးတော့ချက်တာပါမူစီမကြီးတို့ရဲ့ဒါပေမဲ့လို့တိုင်းသူပြည်သားလူအများတွေနဲ့ပတ်သက်လာလို့ရှိရင်ငါမှရှက်တော်ကွဲရကြီးရဲ့ငါရဲ့သမီးဒီတိုင်းဆက်ပြီးတော့မိုက်နေအောင်မယ်ငါရဲ့မျက်နှာဦးမဲ့တုံနေအောင်မယ်ဆိုရင်မင်းတို့ဟဲဒီမင်းချင်းတရားနဲ့ညီငါရဲ့သမီးကိုပြည်နှင်တန်းပေးကြပြီတော့ပြောပါလို့ပြီအဲ့ဒါသမီးတော်ဧကရီကလည်းပဲသူတော်ကောင်းတို့ဆက်ပြီးတော့ကျူးလွန်မြဲပဲကျူးလွန်နေတဲ့အချိန်မှာဘယင်ဝန်ကရမင်းပါဒံပေးအေးချစ်သမီးကိုငါချစ်တော့ချစ်တယ်ဒါပေမဲ့လို့ဟဲ့ဒီငါတို့ရဲ့မင်းမျိုးမင်းတွေကိုမှမထောက်သူလုံးရလေးခြင်းဒါကြောင့်ငါပြည်နေနံပေးပါရစီတော့မူကြီးမရတင်တာမသိတော့ငါသမီးထွက်သွားတဲ့နောက်ကျော်ငါကိုပေးမင်းကျုံငါမမြင်ရဘူးဒါကြောင့်မူကြီးမကြီးတို့ကြိုက်တယ်လို့စီရင်ကြပေတော့ဆိုပြီးတော့ဘယင်ဝန်ကရမင်းရွှေမြတ်နာတော်လွဲပြီမလွဲဘူးလားအဲ့ဒါလို့ရွှေမြတ်နာတော်လွဲသွားတဲ့အချိန်မှာသမီးတော်ဧကရီကငိုကြည့်ချက်မှနဲ့ရောက်လာပြီးတော့ဖခင်သမီးကိုမသနာတော့ဘူးလားငယ်စဉ်တောင်ကြီးကလေးဘဝတော့ကသမီးကိုချစ်လာပါရဲ့ခင်လာပါရဲ့ကျင်လာပါရဲ့ယူရရပါရဲ့သမီးလိုချင်တာတွေဝယ်ပေးသမီးဝတ်ချင်တာတွေဝယ်ပေးချော့တဲ့6တခါသမီးဘဝကိုပြုတ်ပြဆုံးမပေးခဲ့တဲ့ဖခင်သမီးဘာလို့အကောင်းမြင်တဲ့ဖခင်ကဘလို့ဖြစ်ရတာလဲတိုင်းပြေကနေတောင်နင်းထုတ်နေပါဘောလားဧကရီလေးသမီးတော်ဧကရီစိတ်မကောင်းကြီးများစွာနဲ့ကိုလှုပ်တဲ့လှုပ်ရနောင်မဘာရနောင်မနောင်တရတဲ့နောင်တကအဲ့ဒီနောင်တသုံးစားလို့ရပါမလားအသုံးကြရရဲ့လားရွှေမြတ်တော်လွဲတော်မူပါပြီသခင်မလေးလို့လဲဆိုရတိုင်းပြည်ကနေနင်ထုတ်ဖို့မူကြီးမကြီးစီစဉ်ပြီးတော့အဲ့ဒီမှာဘယင်ဝန်ကရမဲနန်းဆောင်ထဲမှာဘလောက်ထိငိုကြွေးနေမလဲဆိုတာမကွေးကြီးစဉ်းစားကြည့်တဘောပါရဲ့လားမချစ်လို့ပြစ်လိုက်တာဟုတ်ရဲ့လားမဟုတ်ပါဘူးမင်းမျိုးမင်းနွယ်တွေရဲ့ဂုံတိတ်ခါကိုမထိန်တိန်နဲ့တမီးမိုက်ဆိုပြီးတော့ဆွန့်လွတ်လိုက်တာဒီဘက်ခင်ကြီးလည်းရှိတယ်လေဗျာတရင်စာတွေထဲမှာခဏတိုင်းတွေ့ရတယ်ဗါတဲ့အမွေပြက်ဆွန့်လွတ်ခြင်းတဲ့ဟုတ်ရဲ့လားအေးဆိုပြီးဆိုတော့လည်းပဲတခါတလေမိဘတွေမှာဥပိ္ပခာပြုရတာရှိပါတယ်ဗျာမချစ်လို့ဟုတ်ရဲ့လားဒါကိုဒုသားတို့သမီးတွေကစိတ်အနာကြီးနာပြီးတော့မုန်းနေကြတယ်ကို့အပြစ်ကိုကြတော့မြင်ကြရဲ့လားလောကလူတွေတော်ကောင်းတို့ဦးဇင်းတို့ခမည်းတော်တွေရဲ့မျက်လုံးမှာဘာရှိမျက်ချီးရှိတယ်မြင်ရရဲ့လားမြင်ရဘူးအဲ့ဒါလိုပဲကို့အပြစ်ကိုကြတော့လူတိုင်းအေးအဖေတို့အမေတို့ရက်ဆက်လိုက်လေခြင်းဆိုပြီးတော့ဘယင်ဝန်ကရမင်းကိုသမီးတော်ဧကရီကပြစ်တင်ပြောဆိုပြီးတော့ထွက်သွားတယ်ထွက်သွားလိုက်တဲ့အချိန်ဘခင်ကြီးမှခံစားနေရထွက်သွားလိုက်တဲ့တောကတော်ကောင်းတို့တောကြီးမြတ်မဲထဲမှာထွက်သွားတယ်ဟိမဝန္တာတောထဲကတောဆက်တနေရာမှာလာလတောဆိုတာရှိတယ်အလွန်အမတန်မှခြောက်ချားပွဲကောင်းတယ်တာရတလိဆန်တွေပေါ်တယ်အလွန်အမတန်မှနတ်ဆိုင်ကျယ်ပြန့်တဲ့ဟိမဝန္တာတောရန်ကြီးရဲ့အစိတ်ပိုင်းတစ်ခုမှန်ရဲ့လားအဲ့ဒီတော်ရဲကြီးလဲရောက်ရောလှဲတာ900နဲ့အဲ့ဒီသမီးတော်လေးဧကရီတွားပြီးတော့တွေ့တယ်မတွေ့ဘူးလားတွေ့တဲ့အချိန်လှဲတာ900ကိုကူညီတောင်းပြီးတော့လှဲတာ900နဲ့အဲ့ဒီမှာတော်ထဲမှာလိုက်တွားပြီးတော့ဟိုဘက်တနေရထွက်သွားတော့မဲ့အချိန်တ
နောက်ဆုံးမိရာဂယမတ်ကြီးတော့လည်းပဲအဲ့ဒီလေရာ900နဲ့လည်းပဲဖုံးလဲဖုံးပြန်ဧကတိပြုတယ်မှန်ရလားအဲ့ဒါလိုလေရာ900လဲလဲနောင်ကိုစီနေတဲ့အချိန်ကဲသွားကြမယ်သောတဲ့ကထွက်တော်မယ်အဲ့လိုလေရာ900ပြင်ဆင်ပြီးလှဲ့ကော့နေတဲ့အချိန်အဲ့ဒီဟိမဝန္တာဒေါဆက်ရဲ့အစွန်ပြားမှာပါတဲ့လာလတော်ကြီးထဲမှာတော်ကောင်းတို့ကေတရာဇာချင်းတွေမင်းကြီးရှိပြောပဲမယ်တော်တွေကိုအစိုးရပြီးတော့တော်တို့တနင်ချင်းတွေမင်းမှန်လားအဲ့ဒါသားရဲ့တလိษံတွေကိုသူတက်ဖြတ်စားတော့ပြီးတော့လွင်မတန်ကျန်းတန်းခန့်ထန်တဲ့ချင်းတွေကြီးကအစာရှာဖို့ချင်းတွေကြီးရမေတ္တာနှလုံးသားကလူညံတော့ငါအတန်ပေးမယ်ငါအတန်ပေးလို့မှမလွတ်ရင်လည်းပဲမတတ်နိုင်ဘူးဆိုပြီးတော့ချင်းတွေအစာရှာထွက်မဲ့အချိန်မှာအဲ့ဒီချင်းတွေကေတရာဇာချင်းတွေမင်းကအတန်ပြုတ်တယ်ချင်းတွေတန်းနဲ့ဟိမ့်လိုက်တဲ့အချိန်မှာသောနာတော်ကလေရာ900နဲ့ကေတရီဘယင်သမီးတော့သွားပြီးတော့မကြောက်ဘူးလားအိုးချင်းဒီရဲ့အတန်လဲကြားလိုက်ရောကေတရီလေးကြက်တိမွေးချင်းနေထပြီးတော့မနေနိုင်မထိုင်နိုင်နေဖြစ်ပြီးတော့ဘယင်သမီးမနေနိုင်မနိုင်မထိုင်နိုင်နေဖြစ်ပြီးတော့ဘာဖြစ်တယ်လဲအဲ့ဒီချင်းဒီကိုတွေ့ခြင်းစောရခြင်းစောလိုခြင်းစောတွေယမတ်တွေအာသာဆန္ဒပြင်းပြအဲ့ဒါနဲ့လဲရာ900ကအိုးအမောင်တို့ချင်းဒီအတန်ကြားပြီးငါတို့နဲ့နီးနေပြီလဲတွေကိုအမြန်မောင်းကြစို့ဆိုတော့အိုးအရှင်တို့ကျမကိုရှင်တို့နောက်မခေါ်တော့ပါနဲ့ကျမဒီတော်ကြီးထဲမှာနေပါရစေချင်းသေးရဲ့အတန်မှာကြားရတာနာဝမှာချိုလွန်းလို့ပါတဲ့ဘယ်သူပြောနေကေတရီပြောနေပြီပြောဘယ်သူပြောနေအဲ့ဒါလို့ကေတရီကပြောနေတဲ့အချိန်နာဝမှာချိုတန်လိုက်တာချင်းသေးအတန်ကြားရတာဆိုတော့ကျမဒီတော်ကြီးထဲမှာချင်းသေးကြီးနဲ့အတူနေခဲ့ပါရစေတော့ဆိုပြီးတော့လေရာ900နဲ့လိုက်သွားရလားမိုင်းလိုက်တဲ့လုံမပြိုလေးမင်းမို့လို့ကွယ်ဒီလောက်ကြောက်စရာသားတို့အပေါင်းကိုကိုက်ပြတ်သက်စားနေတဲ့ဟဲ့ဒီချင်းသေးကိုမင်းမို့လို့အတန်ချိုးသားလို့ပြောတယ်မင်းယူနေသလားမိန်းကလေးလေရာ900ဘလောက်ပြောသူနားမှာဝင်ရဲ့လားမဝင်တော့ဘူးကဲငါတို့တော့မင်းမှပြောလို့မရချောလို့မရပြောလို့မရလဲမင်းတဘောနဲ့မင်းဆန္ဒနေခဲ့ပြီတော့ငါတို့တော့အဲ့ဒီချင်းသေးရန်ကနေအမြန်ခွာရှောင်တော့မယ်ဆိုပြီးတော့လဲတွေကိုအသင်းမောင်းပြီးလဲရာ900ထွက်မသွားဘူးလားတော်ကြီးလာတော်ကြီးထဲမှာမတူပဲကြံခဲ့အဲ့ဒါချင်းသေးကလည်းအစာရှာလဲထွက်လာရော့သမီးတော်ဘယင်သမီးတော်ဝန်ကရမင်းရဲ့သမီးတော်ကေတရီနဲ့ဘုရုနဲ့သွားတွေ့ချင်းနေမင်းကေတရာဇာချင်းနေမင်းနဲ့သွားတွေ့တယ်အိုးလေဇံဖဖအမွေများနဲ့ကြောက်အားဘိုးစရာမရှိမေတ္တာတဝံချစ်စရာကောင်းလိုက်တဲ့အမောင်ချင်းတွေမင်းကေတရီလူတွေရဲ့ယာကယမတ်ကတိတ်ပြီးကြောက်စရာကောင်းအဲ့ဒါရာဂယမတ်ကသူ့မှာပုံနှပြူပုံနှညိုတွေကလည်းပဲသူ့မွေးတော်ဘယင်ကြီးကိုရှောက်တင်ပါတယ်သမီးတော်လေးကေတရီဟာချင်းတွေဇက်ပါတဲ့အတွက်ကြောင့်အဲ့ဒါလို့အာသာယမတ်မှာငန်းတက်နေပါတယ်အာမရနိုင်ဘူးလို့ပုံနှပြူပုံနှညိုတွေကဖြစ်တော့ရှောက်တော့အခုအဲ့ဒီမှာချင်းသေးနဲ့တွားတွေ့တဲ့အချိန်မှာတော်ကောင်းတို့မထိန်နိုင်မပုံနိုင်မဖိနိုင်ဖြစ်ပြီးချင်းသေးကြီးနဲ့ပဲအတူနေပါရစေလို့တော်ကောင်းတို့တလိษံကြီးကိုချစ်ကြိုးတွေမတွေ့ဘူးလားမတူလဲဘရုသမီးလေတာမန်ရက်သူဟုတ်ရဲ့လားဝိပါကဝတ္တရားတွေဝကျွေးတွေကြောက်เสียတိတ်ကောင်းတယ်မှန်ရလားဒါဝိသနုသွားတဲ့လမ်းစဉ်ကဒါမဟုတ်လို့ဒါပေမဲ့ဒီဟာလေးကိုနားထောင်ပြီးတော့တော်ကောင်းတို့ဝကျွေးကြံမှာမလဲတာရင်တိတ်ပြီးတော့ကြောက်เสียကောင်းတယ်လို့ဒီနေရာလေးမှာတစ်ချက်မှတ်ခဲ့မှန်ရလားမကွေးရင်တဘောရောပါရဲ့လားတဘောရောကြရဲ့လားအဲ့ဒါတော်ကောင်းတို့ကေတရီကလုံမပြိုလေးဘယင်သမီးဧကရီကကေတရီကချင်းနေကြီးကိုချစ်ကြိုးတွေတွေ့ပြီးတော့အမောင်ချင်းနေမင်းနောက်ကိုပဲလိုက်ပါရစေတော့အမောင်ချင်းနေမင်းနဲ့ပဲအတူနေပါရစေတော့လို့ချင်းနေမင်းကိုမပြောဘူးလားဒီနေရာမှာတော်ကောင်းတို့မေးစရာရှိတာကတလိษံနဲ့လူအရှင်ဘုရားဟုတ်ပါမလားလို့မကွေးကတော်ကောင်းတို့တန်တရားဝင်စရာရှိဒီနေရာမှာတော့တော်ကောင်းတို့စာပေမှာတော့မနုဿဘာသာယလို့ဒီလိုလာတယ်
မနုဿဆိုတာလူပဲဘာသာယဆိုတာစကားပဲချင်းနေမင်းကဘာပြောလူစကားပြောတယ်စာပေကဒီလိုလာတယ်မနုဿဘာသာယချင်းနေမင်းကလူစကားပြောတယ်တဲ့ဒီလိုပြောတယ်မှန်ရလားအဲ့ဒါတော်ကောင်းတို့အိုးနှမတော်အလွန်မတန်မှချုံမောပြေပြည့်တဲ့နှမတော်ကိုမြင်ကြတဲ့ကချင်းနေမင်းကျုပ်ပြောတယ်လို့တော့ပြောတယ်မောပြောမှာပေါ့ဟုတ်ရလားအဲ့ဒါသူ့နေရာကနဲ့ကျုပ်ကနည်းနည်းလှုပ်ကြည့်ပြီးပြောတာချင်းတဲ့နေရာကကိုစားဝင်ပြီးပြောတာဟုတ်ရလားစားထဲမှာတော့အနေချင်းပေါ့ခင်ဗျားတို့မြင်လွယ်အောင်ဒီနေ့ခေတ်အားလုံးနားလည်အောင်ပြောတာနှမတော်ကမှမောင်တော်ပေါ်မှာမှချစ်ကြိုးသွဲရင်မောင်တော်ကလည်းနှမတော်ကိုမပြည့်ရပေါင်ဘူးလေဆိုပြီးတော့နောက်ဆုံးပိတ်ဒုပေါ်မှာထမ်းပြီးခေါ်မသွားဘူးလားဒုပေါ်မှာထမ်းတယ်ဆိုတော့ချင်းလေးကြောကုန်းကြီးပေါ်မှာခင်ဗျားတို့နောက်ရှေ့ကိုဘိန်းစည်းပြီးဆိုရင်နောက်ကနေပြီးတော့ဘိန်းတမလွဲလေးမထိုင်ဘူးလားအဲ့တိုင်းလေးခင်ဗျားတို့ငယ်ငယ်တုန်းကဒို့ဘို့တော့မှတ်မိမှာပါမှတ်မိတယ်မဟုတ်လားကျောင်းတော်တွေသူတို့တက်ခဲ့တော့မကွေးတက်ကတော်ကြီးမှာပေါ့အဖိုးတို့ဘွားတော့ဟုတ်ရဲ့လားအဲ့ဒါဘိန်းလေးနဲ့ရှေ့ကစီးနောက်ကလက်ကလေးနဲ့ဖတ်ထားမှာပေါ့ဗျာကဲကျုပ်လည်းဇကားတွေနဲ့မြင်မှုတာပြောတာဒီလောက်ဆိုမကွေးကြီးမြင်တာမြင်ကြည့်တော့အဲ့ဒါချင်းတေကြီးပေါ်မှာတင်မလွဲလေးထိုင်ပြီးလိုက်သွားပြီးတော့အဲ့ဒီလာတော့တဲ့ကဂူကြီးတကူထဲမှာအတူနေထိုင်ကြတယ်တဲ့မှန်ရလားကေတရာဇာချင်းနေမင်းနဲ့ဘရင်သမီးတော်ကေတရီတို့အတူတူမနေဘူးလားလူရာနဲ့ချင်းတေနဲ့လူရာအတူညာတော့တော်ကောင်းတို့ရေလူသားလေးတွေမွေးဖွားလာတယ်ဗျမှန်ရလားအဲ့ဒါတော့ကိုယ်နဲ့ကိုယ်စာအုပ်လှန်လို့ရှာပွင့်ဖတ်ကြည့်ဗျာအသေးစိတ်ကြုံမပြောပါရစေနဲ့တော့ဟုတ်ရဲ့လားအဲ့ဒါစဉ်းစားကြည့်လူသားနဲ့ချင်းတေနဲ့လူသားအတူညာပြီဆိုပြန်တော့လဲပဲလူသားသားနဲ့သမီးမွေးလာတယ်ဗျမွေးမလာဘူးလားအဲ့ဒါတော်ကောင်းတို့နည်းနည်းလေးရှင်းသွားကြည့်တော့သားနဲ့သမီးရဲ့နာမည်ကိုအမည်ပေးတယ်တိဟဘာဟုပြောပါတယ်လေသားတော်လေးနာမည်ကိုတိဟဘာဟုသမီးတော်လေးနာမည်ကိုတိဟတိဝလီလို့ဒီလိုအမည်ပေးတယ်မှန်ရဲ့လားအဲ့ဒါတိဟဘာဟုနဲ့တိဟတိဝလီသမီးတော်လေးနဲ့သားတော်လေးမွေးဖွားလာတဲ့အချိန်လဲရောက်ဖခင်ချင်းဒီမင်းကြီးမှာကြမ်းတမ်းခတ်ထန်တဲ့စိတ်တွေပြောင်းပြီးတော့ဒီဇနီးနဲ့ဒီသားဒီသမီးတွေစားဖို့အရေးချင်းဒီမင်းကြီးရှာဖွေထွက်ခဲ့ရတယ်မဟုတ်လားတော်ကြီးထဲမှာဒူးထွက်ပြီးဆိုရင်ဩငါမဟိုတော့ကသူတော်မားတွေအပေါ်မှာကြမ်းတမ်းခတ်ထန်ပြီးတော့ရိုင်းဆိုင်ခဲ့တဲ့စိတ်တွေတတ်ချင်းဖြတ်ချင်းစားချင်းတောက်ချင်းတဲ့စိတ်တွေဟာဩငါမဇနီးမယားတွေနဲ့သားရင်းသမီးတွေပြေပြေဆုံးဆုံးနဲ့မိသားစုဘဝလေးကိုနေထိုင်လိုက်ရတဲ့အချိန်မှာငါချင်းဒီကြီးငကိုခတ်ထန်တဲ့စိတ်တွေကြမ်းတမ်းတဲ့စိတ်တွေပျောက်ရပါဘောလားချင်းဒီကြီးကြမ်းတမ်းတဲ့စိတ်တွေပျောက်သွားတယ်တဲ့မှန်ရလားအဲ့ဒါသားရင်းသမီးတွေစားဖို့တောက်ဖို့ဆိုပြီးတော့တော်ကြီးထဲမှာဟိမောဝန္တာတော်ရန်ကြီးထဲမှာတတိဝလန်နေရှာဖွေပြန်လာသားရသမီးလေးကိုလိုင်ကိုတကားကြီးနဲ့ထည့်ထားပြီးတော့ပြန်လာရင်ပြန်ဖွန့်ကျွေးမွေးဒီလိုနဲ့နေ့စဉ်ရက်ဆက်နေလာလိုက်တာတော်ကောင်းတို့မျက်စိနဲ့မြင်ကြည့်ဗျာဘလောက်ပျော်ရွှင်စရာမိသားစုကဘာလေးလေဟုတ်ရဲ့လားအဲ့ဒါလို့နဲ့ကေသရာစာချင်းနေမင်းနဲ့ဘရင်သမီးတော်ကေသရီဇနီးမောင်နှံကနေမွေးဖွားလာတဲ့ဒီကဘာဟုဒီကဒီဝလေးတို့မိသားစု၄ယောက်ပျော်ပျော်ရွှင်ရွှင်နဲ့ခရီးဆက်သားတွေသမီးတွေကတော့ငယ်စဉ်တောင်ကြီးလူမမယ်ရွယ်တုန်းကတော့မတည်သေးဘူးဘောတပြေးပြေးနဲ့အရွယ်လေးတွေလည်းရောက်လာပြီဆိုရောလောကအကြောင်းလူအကြောင်းလေးတွေသိရလာပြီလေဗျာစကားလေးတွေပြောတတ်လာပြီဖေးဖေးမေမေလို့ခေါ်တတ်လာပြီဗျာမှန်ရလားအဲ့ဒါလို့နဲ့နေ့တနေ့တော်ကြီးထဲမှာအစာရှာထွက်ပြီးတော့မိခင်နဲ့သူ့ရဲ့ဇနီးတထကျင်ရတော့ဇနီးမယားစားဖို့နဲ့သားတွေသမီးတွေစားဖို့တစ်သီးဝင်လျံနေရှာဖွေပြီးတော့ပြန်လာမောမောပန်းပန်းနဲ့ပြန်လာပြီးတော့သားတွေသမီးတွေဇနီးတွေမယားတွေကအိတ်နေတယ်လိုင်ကိုကြီးတဲ့ဆိုတော့ပိတ်ထားတော့အမြဲပါဖြစ်မှောင်းနေတော့သားတွေသမီးတွေဇနီးမယားကေတရီအိတ်နေတဲ့အချိန်ကြောက်လိုင်ကိုတကားကြီးဖွင့်ပြီးတော့အိုးရှင်မကေတရီမောင်ကြီးပြန်လာပြီရှင်မရဲ့ဆိုတော့အဲ့တော့ပြတလဲနဲ့ထပြီးတော့ဩ
လုံမတို့ရှင်မတို့မိသားစုလေးငါရဲ့ဇနီးမယားနဲ့ဟဲ့ဒီသားလေးတရားပေါင်းနဲ့သမီးတော်ဒီဝလေးကိုဒီဟာဒီဝလေးကိုမြင်လိုက်ရတဲ့အချိန်မှာမောင်ကြီးရဲ့စိတ်ထဲမှာငြိမ်ချမ်းလိုက်တာရှင်မရဲ့ငါတို့ရဲ့မိသားစုလေးပျော်ပျော်ရွှင်ရွှင်နဲ့နေလာလိုက်တာအခုမင်းတို့စားဖို့တောက်ဖို့မောင်ရှာလာခဲ့တယ်မောတယ်ဒါပေမဲ့လို့မင်းတို့မျက်နှာကိုမြင်လိုက်ရတဲ့အချိန်မောင်မအမောတွေပြေးတယ်ချင်းတွေကြီးမောင်လို့တော့မခေါ်ဘူးပေါ့ဗျာကျုပ်ပြောပြတာဟုတ်ရဲ့လားအဲ့ဒါနားလေအောင်လို့ခင်ဗျားတို့နည်းနည်းတော့ဖြည့်သွင်းပြီဟုတ်လားအဲ့ဒါမောင်ရှာလာခဲ့တယ်ကေတရီရဲ့မင်းတို့စဒါကပန်းဒီကွယ်ဒါကလိန်မော်ဒီကွယ်ဒါကတခွားဒီကွယ်မင်းတို့အနံလေးတွေကောင်းကောင်းလေးတွေရှုဖို့ဒါကစပယ်ပန်းကွယ်ဒါကမြလေးပန်းကွယ်ဒါကနင်းစီတော်ကဇလက်ဇီဇဝါဇူမီတော့တတိမျိုးစုံပန်းမျိုးစုံနဲ့တားတွေသမီးတွေနဲ့ဇနီးမယားကိုပြည့်ပြည့်စုံစုံနဲ့သူတော်ကောင်းတို့ချင်းတီမင်းကေတရာစာမကျွေးခဲ့ဘူးလားဘဝကိုပျော်ပျော်ရွှင်ရွှင်ထားခဲ့တယ်အဲ့ဒါလို့နဲ့ဒါလေးတွေကအရွယ်ရောက်လာတဲ့အချိန်မှာမိန်းမနဲ့သူ့ရဲ့ဇနီးမယားကျင်ရတော်နဲ့စကားပြောနေတဲ့အချိန်တာကြီးတင်ရဘာဟုကနိုးလာပြီးတော့ထအမေဒါဗိုက်စားလိုက်တာဆိုတော့ဟိုက်လူမလေးမင်းရဲ့ဖခင်ကြီးပါလာပြီငါသားရဲ့ဆိုတော့အိရှင်မူတို့နဲ့တားဖြစ်တဲ့ပုဂ္ဂိုလ်တင်ရဘာဟုမျက်လုံးလေးပွတ်သက်ပြီးကြည့်လိုက်တဲ့အချိန်မှာရုပ်တရက်အဖေမျက်နှာနဲ့အမိမျက်နှာသွားပြီးတော့ကြည့်လိုက်တဲ့အချိန်အတွန်းမတူတာကိုသွားမတွေ့ဘူးလားအိုးဘလို့ဖြစ်ရတာလဲအမေချင်းသေးမင်းညီပါလားချင်းသေးကြီးပါလားကြောက်စရာကောင်းလိုက်တာမိခင်အရေးကြီးတယ်ငါသားလူကလေးမင်းဘလို့ခေါ်လိုက်တာလဲအဲ့ဒါမင်းရဲ့အဖေချင်းသေးကြီးလို့မခေါ်ရဘူးငါသားရဲ့ဖေလို့ခေါ်ရမယ်မိခင်ကေတရီတင်ပေးနေတာချင်းသေးမင်းကြီးလို့မခေါ်နဲ့ငါသားရဲ့အဲ့ဒါမင်းအဖေမင်းကိုမွေးခဲ့တဲ့မင်းအဖေမင်းကိုအခုလိုစားနိုင်အောင်ကျွေးတယ်မင်းအဖေဒါကြောင့်မင်းချင်းတည်ကြီးလို့မခေါ်နဲ့ဖေလို့ပြန်ခေါ်လိုက်ပြောဘလို့ခေါ်ခိုင်းမခေါ်နိုင်ပါဘူးအမေရတီဟပါဘူးစကားပြောတတ်လာပြီလောကအကြောင်းနေတိလာခန္ဓာကိုယ်ကလည်းဖွံ့ဖြိုးလာတဲ့ရွှင်လဲရောက်အလုံးသိတတ်လာတဲ့အချိန်ဆိုတော့ပြန်ပြောတတ်အမေကလည်းပဲဒိတ်ပင်မှမရှိလိုက်တာလူနဲ့ချင်းနေအမေမျက်နှာနဲ့အဖေမျက်နှာနဲ့မှသူမမတူတာဟိုမှာချင်းလေးရောက်ကြည့်အမေကချောမောနဲ့မဖြစ်နိုင်ပါဘူးမေရသားတော့မခေါ်နိုင်ဘူးအမေချင်းသေးရချင်းသေးပဲလေဆိုတော့ဖခင်မေတ္တာဟေးတို့ကိုတို့မှတို့ညီမှနေစမ်းပါစေရှင်မရဲ့ငါသားလေးစိတ်ချမ်းသာမယ်ဆိုရင်သူကြိုက်တယ်လို့ခေါ်ပါစေလို့ဝမ်းနေတဲ့အာကောင်ကွဲတဲ့တန်ကြီးနဲ့ပြောနေတာဒီဘဒူတော့နားလည်အောင်ပြောစမ်းဟဲ့အဖေဘဒူလဲအေးအဖေကကိုယ့်ကိုချင်းနေကြီးလို့ခေါ်လိုက်တဲ့အချိန်မိန်းမဖြစ်တဲ့ပုဂ္ဂိုလ်ကဖေလို့ခေါ်ခိုင်းတယ်ချင်းဒီမင်းကြီးနဲ့နှလုံးသားနဲ့ပဲသားသမီးကယူရနဲ့ခေါ်တာလေးကိုတော့မဖြစ်ချင်တော့ကြားရှင်နဲ့ဒါပေမဲ့လို့ကြားခွင့်မရတဲ့အချိန်မှာနေပါသေးရှင်မရဲ့ငါသားငါသမီးတွေငယ်သေးလို့မသိလို့ဖြစ်မှာပါမင်းမပြောပါနဲ့ကွာစားချိန်တောက်ချိန်မင်းကျွေးလိုက်ပါရှင်မရဲ့ဆိုပြီးတော့ယူရနဲ့တော်ကောင်းတို့ခန္တီတရားတွေမွေးပြီးကျွေးနေခဲ့တာဒီခွန့်လွတ်နေခဲ့တာဒီပြောဘယ်လိုလဲသဘောပါရဲ့လားအဲ့ဒါလို့နဲ့တော်ကောင်းတို့နေလာရင်းနဲ့အပြန်ထွက်ကြောက်လိုက်ကုန်ကြီးပိတ်တဲ့နေ့တော့ကေတရာဇာချင်းနေမင်းအပြန်အစားရှမ်းထွက်နေတဲ့ချိန်မှာတရားဘာဦးနဲ့တရားတေဝလီဆော့နေရင်းနဲ့တရားဘာဦးအသွေးလေးပေါက်ညီမလေးတဲ့ဘတို့ရဲ့အဖေကချင်းတီကြီးလို့ပြောတယ်အဲ့တော့အကိုစဉ်းစားကြည့်တယ်မဖြစ်နိုင်လူသားနဲ့ချင်းတီအမှန်တကယ်ဆိုရင်အမေကလည်းလူသားငါတို့ကလည်းလူသားငါတို့အဖေကလည်းပဲလူသားပဲဖြစ်တဲ့တာပေါ့ဘာကြောင့်ချင်းနေမင်းကြီးလာဖြစ်နေရတယ်လေဆိုတာငါတို့ကွဲပြားတော့သိဖို့လိုပြီညီမလေးတီဟန်တီဝလေးရဲ့အဲ့ဒါလို့ဟုတ်တယ်ကိုကြီးရဲ့ဆိုတော့ခွန်းတော့ခွန်းမြန်ပြောပြီးတော့ဒါဆိုရင်ငါတို့အကျိုးအကြောင်းရေလင်ပက်လင်သိရအောင်တို့ရဲ့အမေခေတရီကိုသွားမေးမယ်ဆိုပြီးတော့
တော်ကောင်းတို့မောင်နှမနှစ်ယောက်တိုင်မြင်ပြီးမိခင်ဖြစ်တဲ့ပုဂ္ဂိုလ်ကိုသွားပြီးမမေးဘူးလားအိုးမြတ်သောယေရှုရှင်အမေအမေနဲ့အဖေရဲ့ပုံသဏ္ဍာန်ကအသွင်တန်တဲ့ကမတူပါလားအမေရဲ့အမေကသားတို့ကိုအမေကသမီးတို့ကိုအဖေဖေလို့ခေါ်ခိုင်းတယ်အဲ့ဒီချင်းတွေကြီးကိုသားတို့ကတလိษံရဲ့ကြီးစိုးအုပ်ချုပ်မှုကိုခံရတာသားတို့သမီးတို့တော့မခေါ်နိုင်ဘူးအမေရဲ့မခေါ်နိုင်ဘူးဒါကြောင့်အမေဘလို့ဖြစ်ရတာလဲအမှန်တကယ်ဆိုရင်သားတို့သမီးတို့ကအဖေအမေတော့ခေါ်စရာရှိပြီအဖေဘာကြောင့်ခေါ်စရာမရှိရတာလဲလို့တီးရပါဘူးမမေးဘူးလားစဉ်းစားတတ်ပြီလေအရွယ်ရောက်လာပြီမှန်ရလားအဲ့ဒါလို့တီးရပါဟုကမေးလိုက်တဲ့အချိန်အိုးခပ်ပါပေါ်လားမောင်ကြီးရဲ့ငါမမေးခြင်းနဲ့မင်းတို့ငါမကြားခြင်းနဲ့အမေတွေကိုမင်းတို့လာပြီးတော့မေးနေကြပြီငါမဖြေခြင်းနဲ့စကားတွေကိုမင်းတို့လာပြီးတော့မေးနေကြပြီ။အိုးငါကအမှန်တိုင်းမပြောရင်လည်းပဲထီမျိုးထိန်တွေနာမျိုးနဲ့တွေရှင်နေငယ်လေးတွေဒုက္ခရောက်ပါလိမ့်မယ်ကွယ်ဒါကြောင့်သားတို့သမီးတို့မင်းတို့တွေကအစွမ်းအသင်းအမေမှာတော့အမေဖြေပေးပါမယ်မင်းတို့သိကျင်တဲ့စကားတွေကိုအမေဖြေပေးပါမယ်ငါသားရဲ့ဒီလိုကွအမေတို့ကလေတကယ်ကိုမင်းမျိုးမင်းတွေအစ်စ်ပါဒါပေမဲ့လို့အမေရဲ့ကံကြမ္မာဝတ်ကြွေးကံကြမ္မာကမနေသားလို့ဝတ်ကြွေးကြမ္မာတပတ်လဲလာတော့အမေရဲ့ဝတ်တရားတွေအကုသိုလ်တရားတွေကကြီးမားလွန်းလို့အမေကချင်းဒီစပါလို့မို့လို့အမေကမလိမ္မာလို့ဒီလိုပဲသုံးကြရအောင်မှန်ရလားအမေကမလိမ္မာလို့မို့လို့မင်းတို့ရဲ့အဘဒီခေတ်လို့ဆိုအဖိုးပေါ့မင်းတို့ရဲ့အဖိုးဖြစ်တဲ့ဝန်ကရမင်းဟာအမေကိုတိုင်းပြည်ကနေနှင်ထုတ်လိုက်တဲ့ငါသားနဲ့သမီးရဲ့ဒါကြောင့်အမေလေးတိုင်းပြည်ကနေထွက်ခဲ့ရပြီးတော့မင်းတို့ရဲ့ဖခင်ချင်းဒီမင်းကြီးနဲ့လာပြီးတော့အကြောင်းပါရတာပါကွယ်လို့လည်းပြောလိုက်ရောသိရပါဘူးမဖြစ်နိုင်လိုက်တာအမေရဲ့အမေရာယောက်ျားတစ်ယောက်ကိုကောင်းကောင်းမွန်မွန်နဲ့တီတီတန်းတန်းယူခဲ့မယ်ဆိုရင်သားတို့သမီးတို့မှာအဖေခေါ်စရာရှိရမှာပေါ့အခုတော့အမေကဒီဘာမဟုတ်တဲ့ချင်းဒီကြီးကိုသားတို့သမီးတို့ကိုအဖေခေါ်ခိုင်းတယ်ဆိုတာဟာအမေဒါဘလို့နီးမဲ့မှာမဖြစ်နိုင်ဘူးဒါဆိုရင်အမေစောနာတော်ကပြောတဲ့စကားထဲမှာသားတို့ဟာဒီနန်းကိုအုပ်ချုပ်တဲ့ဘယင်ဝန်ကမရင်မင်းရဲ့မြည်တော်လို့အမေပြောလိုက်တယ်ဒါဆိုရင်သားတို့ဟာမင်းမျိုးမင်းတွေတွေပေါ့အမေရဲ့ညီမလေးတီးရသေးဝလေအကိုတို့ကမင်းမျိုးမင်းတွေတဲ့ဝမ်းသာအားရဖြစ်ပြီဒါဆိုရင်ဟုတ်ပြီအမေတဲ့ချင်းနေမင်းကြီးတော်တို့တဲ့ချင်းနေမင်းကြီးပြန်မလာခင်အမေကြီးသားတို့ရဲ့အဘိုးစီကိုသွားပြီးတော့ပြန်ကြရအောင်လူပြေလူရွာကိုပြန်ကြရအောင်ဆိုပြီးတော့ဘယ်သူခေါ်နေပြီတိဟပါဟုခေါ်နေပြီဗျမှန်ရလားတိဟပါဟုကခေါ်နေလိုက်တဲ့ချင်းအမေသားတို့လူပြေလောကအဖို့ကျွန်တော်တို့ရဲ့မြင်မြတ်လာတဲ့မင်းမျိုးမင်းတွေစီပြန်ပြီးတော့သွားကြရအောင်အမေရဲ့မလုပါနဲ့ငါသားရဲ့မင်းရဲ့အဖေမင်းရဲ့အဖေချင်းနေမင်းကြီးကေတရာဇာကအမေပေါ်မှာဘလို့ချစ်တာအမေပေါ်မှာဘလောက်ဒီမြတ်လို့တာမင်းတို့ပေါ်မှာဘလောက်ဒီချစ်တာမင်းတို့စားဖို့တောက်ဖို့နေဖို့ထိုင်ဖို့အကြီးဒီကိုမင်းအဖေကလောက်ကင်ရှာပွေကျွေးမွေးခဲ့ရတာပါငါသားရဲ့ဒါကြောင့်ချင်းဒီမင်းကြီးကေတရာဇာမောင်တော်ဘုရားကိုထားပြီးတော့မင်းတို့လူပြည်လောကကိုမသွားကြပါနဲ့လို့တော်ကောင်းတို့ကေတရီမိဘယမတောင်းမှန်မူလားမသားမြတ်ဘူးလားတားမြတ်မေသားမြတ်ညာတော့လည်းပဲအိုးအမေနှမမသွေပပါတဲ့တော်ကောင်းတို့ဂျွန်ပို့ပြီးတော့မိခင်ကိုဇွတ်အသင်းခေါ်ပြီးလိုင်ကူကြောက်လိုင်ကူတကားကြီးကိုဇွတ်အသင်းအားကောင်းမောင်းတန်နဲ့တွန်းဖွန်ပြီးတော့ထွက်သွားပြီဗျအမေရဲ့အကိုရဲ့ညီမလေးရဲ့ကေတရီရဲ့တီဟာဘာဟုရဲ့တီဟာတီဝလေးရဲ့တာမီ3ယောက်တိုင်းပြည်ကိုပြန်ကြပြီဘယ်ကိုပြန်ကြပြီအိုးငါသားမရက်စလိုက်ပါနဲ့မင်းရဲ့ဖခင်ကြီးကမင်းတို့မရှိရဲ့ငိုကြွေးနေပါလိမ့်မယ်
မင်းတို့ရဲ့ဖခင်ကြီးကလေးမင်းတို့စားဖို့တောက်ဖို့တော့ဟိုတော်ကြီးတယ်မှာတိုင်ရင်ခံရင်နဲ့တာငါတလိษံတွေပေါ်မှာတိုင်ရင်ခံရင်နဲ့သွေးတွေချွေးတွေနဲ့ရင်းပြီးတော့ရှာပွေခဲ့ရတာပါငါသားရဲ့မင်းအဖေကြီးလာအောင်တော့စောင့်ပြီးတော့နှုတ်ဆက်ပါအောင်လားငါသားရဲ့မင်းရဲ့အဖေတရားပါဘူးမင်းရဲ့အဖေကိုဒီတိုင်းကြီးမထားခဲ့လိုက်ပါနဲ့သားတော်လေးတရားပါဦးရဲ့မင်းအဖေကိုအမေတနာတယ်လေအမေမင်းအဖေကိုချစ်လဲချစ်တယ်ဒါကြောင့်မို့လို့ဒီတိုင်းကြီးတော့မထားခဲ့ပါနဲ့မိခင်ဖြစ်တဲ့ပုဂ္ဂိုလ်ဘလောက်သားတာဟိုအမေယူနေသလားဆွေရောအသင်ရောခေါ်ပြီးတော့တိဟပါဘူးမိခင်ကိုကြောပို့ပြီးတောသွပြီးပြေးပြီးဗျာမှန်ရဲ့လားအဲ့ဒါလို့ပြေးတဲ့အချိန်တော်ကောင်းတို့ပြစ္ဆန်တရေရွာစွန်ရွာဖျားတီရောက်သွားတယ်ရောက်သွားပြီပေါ့မိခင်ဖြစ်တဲ့ပုဂ္ဂိုလ်နဲ့သားနဲ့သမီးနဲ့ရောက်သွားတဲ့အချိန်ဖခင်ကေတရာဇာချင်းနေမင်းကြီးကလည်းတစ်သီးဝလံနေရှာဖွေနေတဲ့အချိန်ပြန်လာပြီပေါ့မပြန်လာဘူးလားအဲ့ဒါလို့ပြန်လာတဲ့အချိန်မှာတော်ကောင်းတို့ကေတရာဇာချင်းနေမင်းအဲ့ဒီနေ့ကျမှထူးထူးခြားခြားခလုတ်ခရင်းနေလေတိုက်တယ်တဲ့ဗျပြောပါတယ်တိုက်တယ်လမ်းမှာသားရဲ့တလိษံနေအနောက်ရှင်သေးရလဲအရင်နေ့ကနေမှသူထူပေါ်လိုက်တာအိုးဖယားငါဒီနေ့ကြမှာထူးထူးခြားခြားဘေးတွေတွေ့နေပါဘောလားငါရဲ့ဇနီးမယားနဲ့ငါရဲ့သားတွေသမီးတွေဘေးမခပါစေနဲ့ငါအေးမြတဲ့မေတ္တာပို့နေပါမယ်သားတွေသမီးတွေရဲ့ငါသားလေးတွေသမီးလေးတွေဘေးမခပါစေနဲ့လို့ကိုဒုက္ခရောက်နေတာတောင်မေတ္တာပုံပေးနေတာဒီဘဒုမေတ္တာဘဒုမေတ္တာအဖေရဲ့မေတ္တာကိုဒုက္ခခလုံးကရင်နေတိုက်ပြီးတော့တာရဲ့တလိษံနေနဲ့ရင်ဆိုင်ကြော်ဖြတ်နေရတဲ့အချိန်မှာတာသမီးတွေအဝေးကတာသမီးတွေတခုခုဖြစ်နေပြီလားဆိုပြီးတော့မေတ္တာရတဲ့လွမ်းပတ်နေတာဒီအဖေမေတ္တာမှန်ရလားအဲ့ဒါလို့နဲ့ဒီနေ့ကျမှငါကံမကောင်းမှုဘာမြင်ဖြစ်ပါလိမ့်မလဲဆိုပြီးတော့ခလုတ်ကရင်နေတိုက်တာရဲ့တလိษံနေနဲ့ရင်ဆိုင်အပြိုင်မြန်ဆင်တွဲပြီးတော့ခက်ခက်ခဲခဲနဲ့ပါလာတဲ့ပန်းဒီလေးတွေခူးလာတဲ့လိမ်မော်ဒီလေးတွေခူးလာတဲ့နက်နက်ဒီငပြောဒီလေးတွေကိုပါလောင်သေးပြီးတော့ငါသားငါသမီးတွေမျောနေရှာတော့မယ်ဆိုပြီးဆွေရောတင်ရောပြန်လာပြီးတော့အိုးကြောက်ကူကလည်းရောက်ပြီးတော့လမ်းပြီးတော့ခေါ်ပြီးအိုးသားတို့သမီးတို့ရှင်မရေမောင်ကြီးပြန်လာပြီရှင်မရေတာဤတရားပါဘူးအဖေပြန်လာပြီသမီးလေးတရားသေးဝလေးအဖေပြန်လာပြီလေအရင်နေ့တွေတော့လို့အတန်လေးဒီမကြရတော့ပါလားလိုင်ကိုတကားကြီးတိတ်ဆိတ်နေတယ်အတန်မကြတော့ကလေးရှိရင်အဲ့ဒီအိမ်ကစူးစူးညံ့ညံ့အတန်မကြရဘူးလားအဲ့ဒါဒီနေ့အဲ့ဒီအတန်ကြရရဲ့လားမကြရတော့တဲ့အချိန်မှာတရားသေးဝလေးတို့တရားဘာဟုတို့အတန်လည်းမကြရရောဖခင်ကေတရာဇာချင်းနေမြင်းကြီးတန်တရားဝင်သွားတယ်။အိုးဘလို့မြန်းဖြစ်ပါလိမ့်ငါရဲ့ရှင်မအတန်လည်းမကြားရဘူးငါရဲ့သားလည်းငါရဲ့သမီးရဲ့တန်လည်းမကြားရဘူးအိမ်မြန်ပြောနေတာလားငါကြောက်လိုက်ကိုတကားကြီးကိုအပြေးဖွင့်ပြီးကြည်အောင်မဆိုတော့ဖွင့်လိုက်တဲ့အချိန်တွေရဲ့လားအိုးမြတ်စွာဘုရားဘလို့ဖြစ်ရတာလဲရှင်မရေမောင်ကြီးကိုကြီးစဲနေရလားမင်းရဲ့သားတွေသမီးတွေနဲ့မောင်ကြီးပြန်လာတဲ့အမောတွေကိုပြေအောင်မင်းကြီးစဲနေတာလားရှင်မရေခေတရာဇာချင်းနေမင်းကြီးလိုက်ရှားနေတယ်တွေ့ရလားတာဤတရားပါဦးသမီးလေးတရားသေးဝလေးအဖေကိုနောက်ကြလို့မင်းတို့ဘိုင်းစားလို့အဖေကိုအဖေပြန်လာတာနောက်ကြလို့စိတ်ဆိုးနေတာလားသားတို့သမီးတို့ရဲ့အဖေကိုစိတ်မဆိုးပါနဲ့ကွယ်အဖေဒီနေ့မောမောပန်းပန်းနဲ့ဒီနေ့ကြမှာတာရဲ့တလိษံတွေကလည်းပေါ်လိုက်တာဒါကြောင့်အဖေနောက်ကြတာပါပြောဆိုပြီးတော့အော်ဟစ်ပြီးတော့အိုးသားတို့သမီးတို့ဘလောက်ခေါ်ကြားနိုင်သေးရဲ့လားမကြားနိုင်တော့တဲ့အချိန်တစ်ခုကိုတော့ဖြစ်ပြီးထင်ပါရဲ့ဟဲဒီနေရာမှာခြေရခံပြီးတော့ကြည်အောင်ပါပဲလို့ဂူဝမှာခြေရကြည်လိုက်တော့ဘရုချီယာတွတ်တွေ့
တာဤတရားဘာဟုချီရသွားတွေ့တယ်ဗျမှန်ရဲ့လားအိုးမကြံကြီးမစင်ရငါသားလုံးရက်သွားပြီလားမသိတာရဲ့တလိษံအန္တရာယ်ပြုလို့တော့မဖြစ်နိုင်ဘူးငါသားဤတရားဘာဟုသူ့ရဲ့အာအင်းနဲ့အဲ့ဒီကြောက်လိုင်းကိုတကားကြီးကိုသွန်းဖွင့်ပြီးတော့သူရဲ့ချစ်လားစွာသောမိနဲ့ချစ်လားစွာသောညီကိုချစ်လားစွာသောညီမကိုခေါ်ပြီးတော့ငါကိုထားခဲ့တော့တာနဲ့သူတဲ့ဖြစ်မှဖြစ်ရလေငါလိုက်ပြီးတော့အပြေကလေးရှာအောင်မမီလို့မိညာဆိုပြီးတော့သူတော်ကောင်းတို့ခေတရာစာချင်းနေမင်းရှာပုံတော်ထွက်ပြီးမှန်ရလားအိုးတာဤတရားပါဟုတမီးလေးတရားဒီဝလေးအဖေခေါ်နေတဲ့ကြားကြရဲ့လားအိုးရှင်မမောင်ကြီးမင်းပေါ်မှာတစ္ဆာမပြတ်ခဲပါဘူးမေတ္တာမပြတ်ခဲပါဘူးကွယ်မင်းစားခြင်းနဲ့အတီးတွေမင်းသားလေးတရားပါကိုကျွေးခြင်းလာကြီးရဲ့တမီးလေးတရားဒီဝလေးကိုဟဲဒီလိုလေးကျွေးခြင်းလာကြီးရဲ့ပန်းသီးလေးကျွေးခြင်းလာကြီးရဲ့လိမ္မော်ဒီလေးကျွေးခြင်းလာကြီးရဲ့ဆိုပြီးတော့လေမင်းပူဇာလွန်းလို့မောင်ကြီးရှာခဲ့တာပါလာတယ်လေရှင်မရဲ့မင်းထားပြီးတော့ကြည်ကြည်ပါအောင်လားလာပြီးတော့ကြည်ကြည်ပါအောင်လားရှင်မရဲ့လို့ဘလောက်ပဲအော်ခေါ်နေအတန်ကြားနိုင်တယ်ရဲ့လားမကြားနိုင်တော့ဘူးဗျအဲ့ဒါလို့နဲ့တော်ကောင်းတို့တော့တိုးပြီးတော့လိုက်ရှာတဲ့အချိန်ဘယင်ဝန်ကရေမင်းကလည်းပဲမူကြီးမတ်ရာတွေကိုတော်ကောင်းတို့သမီးလေးကိုတနေ့ထက်တနေ့တနေ့ထက်တနေ့ရက်ကိုလာစားလကိုနှစ်စားနှစ်ကိုနှစ်တည်ပြန်စားပြီးနှစ်နှစ်3 4 5နှစ်အချိန်လေးကြာညောင်းသွားတော့သမီးတော်လေးကိုလွမ်းစိတ်တွေဖြစ်ပြီးဗျပြောပါစိတ်ဖြစ်လွမ်းစိတ်ဖြစ်တော့အဲ့ဒီဘရင်နန်းတွန်းကနေပြီးတော့မူကြီးမတ်ရာတွေဆင့်ခေါ်ပြီးတော့ငါရဲ့သမီးကိုရှာပုံတော်ဖွင့်ကြဆိုပြီးတော့အမိန့်အာဏာပေးပြီးသမီးတော်ရှာပုံတော်အဖွင့်မခိုင်းဘူးလားငါရဲ့သမီးရဲ့တန်ကအစနာလည်းမကြားရတော့ပါလားငါရဲ့သမီးလေးတည်မြသွားပြီလားဟဲ့ဒီလူဘဝမှာမရှိတော့ဘူးလားမင်းတို့အစွန်းအစားလေးတောင်တရင်မရကြဘူးလားမင်းတို့အတုံးမကြကြဘူးလားဆိုပြီးတော့ဘယင်အာနာတော်နဲ့အာနာရံပေးပြီးတော့လိုက်ရှာခိုင်းတဲ့အချိန်တော်ကောင်းတို့ဟိုမှာကတော်ကောင်းတို့ထွက်ပြေးတယ်နောက်ကကေတရာဇချင်းနေမင်းကြီးကလိုက်ရှာတယ်ဒါမီ3ယောက်ကတရားပါဟုကမအေးနဲ့နှမကိုကြောပိုးပြီးပြေးလာတာအဲ့ဒီမှာလာတော့ရဲ့သောဇန်တနေရမြို့နဲ့မနီမဝေပစ္စံတရေရွာမှာတော့တွေ့ပစ္စံတရေရွာမှာရွာနီးနားလဲရောက်တရားပါဟုချဟိုကတိုင်းပြည်ကဖခင်ဘယင်ကလွတ်လိုက်တဲ့မူကြီးမတ်ရာတွေကလည်းလိုက်အရှာအဲ့ဒီသားမိ3ယောက်ကိုသွားမတွေ့ဘူးလားနောက်ဆုံးပြောကြဆိုဂျုံပြီးတော့သွားတွေ့တဲ့အချိန်မှာဘယင်ဝန်ကရမင်းရဲ့အမိန့်တော်နဲ့ကေသရီမင်းသမီးလေးနဲ့သားတော်တရားဘာဟုသမီးတော်တရားတီဝလီတို့ကိုနန်းတွန်းတို့ခေါ်သွားပြီဗျမှန်ရလားမိခင်ဆိုတာမိခင်တို့ဖခင်တို့ဆိုတာတောင်းစိုးပလုံးစိုးကိုတာပြေရိုးထုံးစံရှိတယ်သားစိုးပြေရိုးထုံးစံမကွေးရေကူပါအောင်လုပ်ပါအောင်သားစိုးသမီးစိုးကိုမရှိဘူးအဲ့တော့ဘယင်မင်းကြီးဝန်ကရမင်းကသမီးတော်လေးအပြစ်မြောင်များစွာခွင့်မလွတ်နိုင်လောက်တဲ့ပြစ်တွေလုပ်ခဲ့တာတောင်မှနောက်ဆုံးပိတ်သားသမီးတယ်မဟုတ်ဘူးသားမှာသားသမီးတယ်မဟုတ်တော့ဘဲနဲ့မြီးမှာပါတယ်လေအနည်းတဲ့ဗျာယူရွန်းဂျန်စီကနေနှစ်ခါကိုချစ်သွားတာမြီးလေးတွေလည်းမျက်နှာလည်းမြင်လိုက်ရောအလုံးမေးပြီးအပြစ်တွေကိုဈေးကြော့ပြီးတော့နန်းတွန်းမှာခေါ်ပြီးတော့တော်ကောင်းတို့မထားဘူးလားအဲ့ဒါလို့ထားနေတဲ့အချိန်ဟိုမှာတော့ဖခင်ကြီးကေတရာဇာချင်းနေညင်မင်းကြီးမှာတော့အပူတောကတွေနဲ့ဇနီးမယားလည်းမသွေရသားတွေသမီးလေးတွေမသွေရတော့တော်ကောင်းတို့တော်ကြီးထဲမှာလိုက်ပတ်ရှာရင်းနဲ့အပူလုံးကြွပြီးလူလုံးမလောက်ဘောမှန်ရလားတောကပရိသေဝမိတွေခံစားပြီးတော့နေပြီးတော့သားနဲ့သမီးဇနီးမယားကိုလိုက်ပြီးတော့ရှာနေပြီတွေ့ရသလားမတွေ့ဘူးအဲ့ဒါလုံးနဲ့တော်ကောင်းတို့ရှာရင်ဖွင့်ရင်နဲ့ပစ္စံတရေအရွာဆောနာတော်ကဘယင်ရဲ့သမီးနဲ့ဘယင်ရဲ့မြီးတွေ
နေခဲ့တဲ့ရောက်ခဲ့တဲ့တွေ့ခဲ့တဲ့နေရာပစ္စံတဲ့ရွာလဲရောက်သွားရောလူသူနီးတဲ့လူတော်နာရောက်သွားရောကေတရာဇာချင်းနေမင်းအတန်ပြုတယ်။အော်ငါရဲ့ဇနီးမယားနဲ့ငါရဲ့သားတွေသမီးတွေအဲဒီရွာတွေကနေဝင်သွားပြီးထင်ပါရဲ့ဒါကြောင့်မို့လို့ငါဟဲ့ဒီရွာတွေကိုဝင်ပြီးတော့ငါသားရှာပုံတော်သမီးရှာပုံတော်ငါရဲ့မယားရှာပုံတော်ဖွင့်ရတော့မဲမတတ်နိုင်မှုလေလူပြည်လောကလူသားတော်တွေကိုဝင်တော့မဲဆိုတော့သူတို့ကိုအတန်ပြုအောင်ပါဆိုပြီးတော့ချင်းတိအတန်ပြုတယ်အဲ့ဒါလို့အတန်ပြုလိုက်တဲ့အချိန်မှာချင်းတိတန်လဲကြားရောတိုင်းလူပြည်တာပစ္စံတဲ့ရွာလူရွာသားတွေနေရဲရလားလန့်ပြီးတော့အော်ကြောက်လန့်ပြေးတယ်အကုန်လုံးအိမ်ထဲဝင်တယ်လူပုံတယ်လူအောင်ပုံတော့အဲ့ဒီမှာဘာဖြစ်တယ်လဲဆိုတော့ခေတ်စကားနဲ့ပြောတိုင်းပြည်မငြိမ်မသက်ဖြစ်တယ်အဲ့ဒါလို့တိုင်းပြည်မငြိမ်မသက်ဖြစ်တဲ့အချိန်မှာပစ္စံတဲ့အစွန်ပြားမှာစောင့်ရှောက်နေတဲ့ဘယင်အမှုရန်တော်ကသွားပြီးတော့တန်တော်ဦးတင်မြို့တော်ကိုသွားပြီးတော့တန်တော်ဦးတင်တဲ့အချိန်အဲ့ဒါလို့ပဲဘယင်မင်းတရားကြီးကျွန်တော်စောင့်ရှောက်နေတဲ့ဟဲ့ဒီပစ္စံတဲ့ရွာမှာတော့အလွန်ရမတန်မှတောင်းကျမ်းနေတဲ့ချင်းလေးကြီးတောင်းကျမ်းနေပါတယ်ဒါကြောင့်ကျွန်တော်တို့ပစ္စံတဲ့ရွာကိုလာပြီးတော့အဲ့ဒီချင်းလေးကြီးကိုနှိမ်နှင်းပေးပါဦးလို့တန်တော်ဦးမတင်ဘူးလားတန်တော်ဦးတင်လိုက်တဲ့အချိန်ဘယင်မင်းတရားကဟုတ်လားငါရဲ့တိုင်းပြည်မှာအလွန်မတန်မှပေါ်များကျွယ်ဝပြီးတော့ပြည့်စုံနေတာဒီနေ့မင်္ဂလာရှိတဲ့သတင်းတွေကြားနေရတာဘာကြောင့်ဒီလိုဖြစ်ရတာပါလိမ့်မလဲမူကြီးမိုက်ရာတွေစင့်ခေါ်ပြီးတော့ကဲမျိုးတဲကိုလှည့်လည်ပြီးတော့ချင်းညာမောင်းခတ်စမ်းဟဲ့ဒီချင်းတီကြီးကိုနှိမ်နှင်းနိုင်တဲ့ပုဂ္ဂိုလ်တွေ့ရင်အတပြားထောင်ထုတ်ပေးမယ်ဆိုပြီးတော့တော်ကောင်းတို့မောင်းလှည့်လည်းမခိုင်းဘူးလားအဲ့ဒါလို့ခိုင်းတဲ့အချိန်မှာတော်ကောင်းတို့မြို့လေးအကုန်လုံးမြို့တွေကိုအကုန်ပတ်ပြီးတော့ချင်းညာမောင်းခတ်ချင်းညာမောင်းခတ်လိုက်တဲ့အချိန်မှာဘယ်ပုဂ္ဂိုလ်တဦးတယောက်ကမှအဲ့ဒီချင်းလေးကြီးကိုနှိမ်နှင်းတဲ့ပုဂ္ဂိုလ်ပေါ်သလားမပေါ်ဘူးအဲ့ဒါလို့တန်တော်ဦးတင်နေတဲ့အချိန်အကြောင်းချင်းရာကိုတရားပါဟုသွားပြီးတော့ကြားတယ်မကြားဘူးလားဒါတော့တရားပါဟုကသွားကြားတော့နှမဖြစ်သူတရားဒီဝလေးကိုတိုင်မင်းတယ်ငါညီမတဲ့အကိုတို့ငါညီမတို့တော့အဆက်ခွဲเสียဒရင်စကားတစ်ခုတော့အကိုကြားလာပြီအကိုတို့မျက်နှာမဖော်ရဲခေါင်းမဖော်ရဲတဲ့ဒရင်ကြီးကတော့ငါညီမကြီးတဲ့ငါတို့ကိုတာသမီးလို့ခေါ်နေတဲ့ချင်းတေကြီးငါတို့ကိုလိုက်ရှာရင်းနဲ့ပစ္စံတဲ့ရွာမှာတောင်းကျမ်းနေပြီတဲ့ငါညီမရဲ့အမေကိုပြောပြအောင်ပါဆိုတော့အမေခမရဲ့လင်းတော်မောင်ချင်းတေမင်းကြီးပစ္စံတဲ့ရွာမှာတောင်းကျမ်းနေတယ်လို့မိခင်ကေတရီကိုတားဖြစ်သူတရားဘာဟုကလည်းပြောလိုက်ရောအိုးဘုရားမင်းဘလို့ပြောလိုက်တာလဲငါသားရဲ့ချင်းတေမင်းကြီးဟုတ်တယ်မင်းပြင်စံနန္ဒီယထိုက်လိမ့်မယ်ငါသားရဲ့ပြင်စံနန္ဒီယကံထိုက်လိမ့်မယ်ငါသားရဲ့မင်းတို့ခေါင်းမပေါ်ဝန်းတာလူအရှက်ကွဲမှာကိုကြောက်မနေနဲ့ပြင်စံနန္ဒီယကံကြီးထိုက်ရင်ငါသားတို့လူဖြစ်ကြိုးရှုံးလိမ့်မယ်သားတို့ကလေဘယင်မျိုးဘယင်နွယ်တွေမင်းမျိုးမင်းနွယ်တွေဒါကြောင့်မို့လို့လူတွေသိလို့မဖြစ်ဘူးအမေရဲ့ချင်းသေးရဲ့သားသမီးဆိုတော့ငါသားရဲ့လူမသိပေမဲ့လို့နတ်တွေတရားတွေသိပါတယ်ပြောဘသူမသိပေမဲ့မသူသိဒါကြောင့်မို့လို့လူမသိပေမဲ့နတ်တွေတရားတွေသိပါတယ်ငါသားရဲ့အဲ့ဒါကြောင့်မင်းအဖေကိုမပြတ်မပါနဲ့အိုးဘာအဖေလဲအမေရခွန်းတော့ခွန်းပြန်မိခင်နဲ့ပြောပြီးတော့တွေ့ကြသေးတာပေါ့ဒီချင်းတွေငါတို့ကိုလိုက်ပြီးတော့အခုချိန်ဒီအဆက်ခွဲနေတဲ့ချင်းတွေဆိုပြီးတော့တော်ကောင်းတို့ဒေါန္တနဲ့တရားပါကိုထွက်ပြီးလေးများကိုကင်ပြီးတော့တတ်မယ်ဆိုပြီးတော့ထွက်လာပြီမဟုတ်လားအဲ့ဒါမူကြီးမတ်ရမောင်းထုပြီးတော့လဲ့နေတဲ့မူကြီးမတ်ရတွေကိုသွားပြီးတော့တရားပါကိုပြောတယ်အိုးအဖိုးတို့အခုကျင်ညာနေတဲ့ချင်းတေကြီးကိုနှိမ်နှင်းဖို့ကိစ္စကိုကျွန်တော်တာဝန်ယူမယ်ဟာဘယင်မီးတော်လေးဟုတ်မှာမလားကျွန်တော်တို့ဟဲ့ဒီမြို့တဲ့ရွာတဲ့ရက်ထဲမှာလဲ့ကျင်ညာမောင်းခံနေတာဘယ်သူမှနှိမ်နှင်းမဲ့သူမပေါ်ဘူးဟုတ်မှလည်းပြောပါဆိုအိုးအဖိုးတို့ကိုကျွန်တော်ကလိန်เสียလားအဖိုးတို့လိုအကြီးကဲပုံကိုယ်တွေကိုကျွန်တော်ညာเสียလား
ကျွန်တော်တကယ်တက်မယ်နှိမ်နှင်းပေးမယ်လဲဆိုရောကဲကောင်းပြီဒါဆိုရင်ဘယင်အပခါစားစီလေဆိုရောဘယင်ဝင်ကြရင်မင်းထံခါစားပြီးတော့တော်ကောင်းတို့တိဟဘာဟုကေတရာဇာချင်းဒီမင်းကိုတက်ဖို့ထွက်လာပြီဗျမှန်ရလားဘ누구ကိုတက်ဖို့နားလည်အောင်ပြောကိုအဖေကိုပြန်တက်ဖို့ပြောဘ누구ကိုတက်ဖို့အဲ့ဒါထွက်လာလဲလဲရှိရောအိုးငါသားမင်းမသွားနဲ့ငါသားမင်းမာမယ်တော့အမေသားနေတဲ့အမေပြောစကားကိုနားထောင်မှငါသားရဲ့မင်းအဖေကလေမင်းတို့အပေါ်မှာတကယ်ချစ်ခဲ့တာပါမင်းတို့ဘောမှာတကယ်ယူရခဲ့တာပါတကယ်ကျင်လာခဲ့တာပါတကယ်စောင့်ရှောက်ခဲ့တာပါမင်းတို့ဘောမှာမဟုတ်တာမမှန်တာဘာတကူမှမလုပ်ခဲ့ပါဘူးမင်းတို့နာကျင်စီမဲ့စကားလေးတစ်ခွန်းတော့မပြောခဲ့တာပါငါသားရဲ့ဒါကြောင့်ငါသားမင်းမှားမယ်နော်ငါသားမင်းစဉ်းစားလို့မိခင်ကေတရီတာရှာတယ်တားလို့ရရလားအဲ့ဒါလို့နဲ့ကျွန်တော်တို့ရှက်ကွဲမဲ့ကိစ္စမဖြစ်ပြစ်အောင်သွားမယ်ဆိုပြီးထွက်လာလိုက်တာတော်ကောင်းတို့စစ်တီဘဝတွေခြံရံပြီးတော့အဲ့ဒီပြစ်စံတဲ့ရွာလဲရောက်ရောတော်ကောင်းတို့ဘယ်သူနဲ့တွေ့ပြီဒါကမျက်စိနဲ့ကွန်းကွန်းကွက်မြင်အောင်အလုံးချုံးပြီးပြောနေတယ်ဟုတ်ရဲ့လားအဲ့ဒီမှာချင်းတေမင်းကြီးပြောဘယ်လိုလဲကေတရာဇာချင်းတေမင်းဘယ်မင်းလဲကေတရာဇာချင်းတေမင်းကြီးနဲ့လဲတွေ့ရောဒါတော့ဖြစ်သူအမလေးမကွေးလုံးလေးနည်းနည်းတော့ကူအောင်ဒါတော့ဖြစ်သူဘယ်လိုလဲတိဟဘာဟုကလေးမြအသင့်ရွယ်ပြီးတော့ဖခင်ဖြစ်တဲ့ပုဂ္ဂိုလ်ကိုပြစ်တော့မယ်ဗျမှန်ရလားဘာကြီးချိန်ထားပြီးတော့အိုးငါသားမနုဿဘာသာယာလို့ဦးဇင်းရှေ့ပိုင်းမှာပြောတယ်ချင်းဒီကဘာစကားပြောအိုးငါသားမင်းမားတော့မယ်ငါသားရဲ့အဖေကလည်းမင်းကိုကိုင်းဖို့ဖြတ်ဖို့တပ်ဖို့လာတာမဟုတ်ရပါဘူးငါသားရဲ့အဖေကိုမှမင်းတို့ပြည့်ရဲ့လေခြင်းကွယ်မင်းတို့အပေါ်မှာအဖေဘာမဟုတ်တာလုံးခဲလို့လဲမင်းတို့အပေါ်မှာအဖေဘာတောင်းမချီတာရှိခဲ့လို့လဲငါသားရဲ့မင်းအဖေကိုဘာလို့မကြတာလဲငါသားရဲ့ပြောစမ်းမှာမင်းဘာလို့ချင်တာလဲဖခင်ချင်းဒီမင်းကြီးကမေးနေပြီအဖေမှာဘာပြစ်ရှိလို့အဖေတယောက်တည်းကိုထားခဲ့ရတာလဲမင်းတို့အပေါ်မှာအဖေလောက်ကင်ကျွေးခဲ့ပါတယ်မင်းတို့စားခြင်းနဲ့ပန်းသီးလေးတွေမင်းလိန်မော်ဒီကြိုက်တယ်လို့အဖေလိန်မော်ဒီလေးယူလာတယ်ငါသားမင်းစားလှမ်းကျွေးတယ်တော်ကောင်းတို့ဒါပေမဲ့ဖခင်ကြီးကျွေးတဲ့ဇကားပြောတဲ့ဇကားတွေကိုသိရပါဘူးနားတယ်ဝန်သေးရဲ့လားအိုးဘာဖခင်နဲ့ပြောနေရလဲချင်းဒီကချင်းဒီတလိ္ဆန်ကတလိ္ဆန်ဘောတလိ္ဆန်လို့လဲပြောလိုက်ရောဖခင်ရဲ့နာဝမှာတော်ကောင်းတို့တန်ရီဘူးတွေနဲ့လောင်းသလိုမြားစင်းနဲ့ရင်ဝမှာထုခံရသလိုလမ်းနေနဲ့ထူးခံရသလိုတဲ့ခေတရာဇာချင်းနေမင်းကြီးဘဝနာပြောရလိုက်တာငါသားရဲ့မင်းကအဖေကိုတလိ္ဆန်နဲ့လားမှန်ပါတယ်ငါသားရဲ့မင်းပြောတဲ့အဖေကတလိ္ဆန်မှာဒါပေမဲ့လို့မင်းပေါ်မှာထားတဲ့အဖေရဲ့မြတ်တာကတလိ္ဆန်စိတ်မဟုတ်ရပါဘူးငါသားရဲ့တလိ္ဆန်စိတ်မဟုတ်ရပါဘူးမင်းရဲ့ချလာစွာသောမင်းယုံကြည်ပါတယ်ဆိုတဲ့မင်းအားကိုးပါတယ်ဆိုတဲ့မင်းရဲ့အမေမိခင်ကေတရီကိုမေးကြည့်ပါမင်းတို့အပေါ်မှာအဖေဘလို့ချစ်ခဲ့တာအဖေဘလို့ပြုစုခဲ့တာအဖေဘလို့ယူရခဲ့တာအဲ့ဒီကျေးဇူးတရားတွေကိုတော့မင်းထောက်ထားတယ်မှာတဲ့ငါသားရဲ့မင်းအဖေလို့အဖေကိုမခေါ်ချင်နေပါဒါပေမဲ့လို့လူရဲလူချင်တလိ္ဆန်ကြီးလို့ပြောလိုက်တာကတော့ငါသားရဲ့အဖေရဲ့နားထဲမှာတန်ရီဘူးတွေနဲ့အလောင်းခံရသလိုပဲငါသားရဲ့မင်းအဖေကိုဘာဒီမကြည်နဲ့နေတာလဲဘာရန်ညို့တွေဖွဲ့နေတာလဲအဖေလေးမင်းပေါ်မှာမေတ္တာမပြတ်ပါဘူးဒါကြောင့်မို့လို့အဖေရဲ့မေတ္တာတွေမင်းပေါ်မှာပို့သားလျက်ပါပဲငါသားကြီးမင်းမားလိုက်မနော်အဖေကိုမင်းရွယ်နေတဲ့မြားကြီးနဲ့ထူရဲ့မင်းဘင်ဆန်တဲ့တရားကန်းကြီးထိုက်လိုက်မဲ့ငါသားရဲ့မင်းမရွယ်နေတဲ့မြားကြီးကအဖေကိုဥတည်နေတာ
အဖေသေးရမှာကြောက်လို့အဖေပြောနေတာမဟုတ်ဘူးငါသားရဲ့မင်းပင်စန္ဒန်ဒီရကံကြီးထိုက်မှာဆိုလို့အဖေသားနေတာဒီမှာကြောက်လို့ဟုတ်ရဲ့လားအဖေသေးမှာကြောက်လို့မင်းလေးနဲ့မြားနဲ့ထူတာကိုအဖေသားနေတာမဟုတ်ပါဘူးအဖေသေးမှာမကြောက်ပါဘူးငါသားရဲ့မင်းလေးကံကြီးထိုက်လိမ့်မယ်ငါသားရဲ့ကံကြီးထိုက်လိမ့်မယ်အဲ့ဒါပြောမဲ့စကားကိုနားမထောင်မဲ့သူတော်ကောင်းတို့ဖခင်ကအဖေကဖခင်ဖြစ်တဲ့ပုဂ္ဂိုလ်ကေသရာစာချင်းနေမင်းကမေတ္တာရင်ပြုတ်ပြီးတော့ငါသားကြီးကျမ်းပါပါစေငါသားကြီးချမ်းသာပါစေမြားနဲ့ရွယ်နေတဲ့တိဟဘာဟုကိုဘာပို့နေပြီမေတ္တာပို့နေတဲ့အချိန်မှာသူတော်ကောင်းတို့အဲ့ဒါလိုမေတ္တာပို့နေတဲ့အချိန်မှာတိဟဘာဟုမြားနဲ့ခွန်မိဗျမြားတဲ့ချောင်းမထုလိုက်ဘူးလားမြားနဲ့ပြစ်လိုက်တယ်ထုလိုက်တဲ့အချိန်မှာအဲ့ဒီမြားကဖခင်ချင်းဒီကြီးစီရောက်ရလားဖြောင်းမတ်စွာပြစ်တဲ့မြားကအဲ့ဒီဖခင်ချင်းဒီမင်းကြီးစီမရောက်ဘဲနဲ့တတော်ကောင်းတို့ပြန်လှည့်လာပြီးတော့ဘုရုစီရွှဲတော့ဘုရုစီရွှဲတော့ဘုရုရဲ့မေတ္တာပြောဘုရုရဲ့မေတ္တာအဖေရဲ့မေတ္တာဒီလိုပြောစမ်းပါဘုရုရဲ့မေတ္တာဖခင်ရဲ့မေတ္တာကြီးမားပါလေဆိုတဲ့အကြောင်းကိုဟဲ့ဒီတတ်မဲ့များကပြောနေပြီတို့အမေတို့ဖေတို့ညီမတို့ဒါကြောင့်မို့လို့အဖေရဲ့မေတ္တာဘလောက်ထိကြီးမားပါလေကျေပြန့်ပါတယ်သားသမီးတွေပေါ်မှာဘလို့ထားတယ်ဆိုတာအခုတတ်မဲ့ဖြစ်တဲ့များကတောင်မှပြောနေပြီသွားရလားများကဘုရုစီပဲပြန်လဲလားအဝေရာဝန္တုအာရပြစ္ဆာဝန္တုငါသားကြီးကျမ်းပါပါစေငါသားကြီးချမ်းသာပါစေဆိုပြီးတော့မြတ်တော်ကောင်းတို့မြတ်ပြည့်နေတဲ့သားကိုမေတ္တာပို့နေတဲ့တော်ကောင်းတို့ဖခင်စီမြတ်ကမလာဘဲနဲ့ပြန်လဲလာတယ်တေကဘာကိုမျက်လုံးပြူးသွားတယ်အိုးမူကြီးမကြီးတို့ဘလို့ဖြစ်တာလဲတက်မယ်များကငါးစီပြန်လာနေပြီအဲ့ဒီကိစ္စဘလို့ဖြစ်တာလဲမူကြီးပကြီးတွေလည်းမျက်လုံးတွေပြူးပြီးဟုတ်လားအံ့ဩမှုထိတ်လန့်မှုတုန်လှုပ်မှုတွေဖြစ်သွားတယ်ဗျာပြောဘုရုမေတ္တာကြီးမားမှုမကြီးမားမှုဘလောက်များတယ်ဆိုတာတော်ကောင်းတို့သဘောပါရဲ့လားသဘောရောကြရဲ့လားမှန်ရောမမှန်ဘူးလားအေးဖခင်ရဲ့မေတ္တာအဲ့ဒါလို့ကြီးမားနေတဲ့ချိန်တစ်ခါကနှစ်ခါအိုးဒီမြမသွားအောင်ဒီမြတစ်ခါတရားပါကိုထပ်ပြတ်တယ်နောက်တစ်ခါပြန်လဲလာအဲ့ဒီမြကတော့ရက်တန်နေတယ်တဲ့သူတော်ကောင်းတို့တရားပါဘူးတော့ချက်ချင်းလာမဆိုင်ဘူးမှန်ရဲ့လားအဲ့ဒါလို့နဲ့နောက်ဆုံးပဲဘာဖြစ်တယ်လဲဆိုတော့တုံးမှမြောက်တဲ့တိတိအဲ့ဒါလို့ပြန်လဲလာတဲ့အချိန်တရားပါဘူးပြစ်တယ်အာမလျှော့ပြစ်တဲ့အချိန်မှာခေသရာဇာချင်းသည်မင်းကတခဏလေးငါကတော့ငါငယ်စဉ်တောင်ကြီးကလေးဘဝတော်မှာလောက်ကင်ကျွေးမွေးပေးကမ်းလာခဲ့တဲ့ဟဲ့ဒီမင်းတို့ဘောမှာဘာမှမယူပေးဆက်ခြင်းတတ်တွေနဲ့ငါကျွေးမွေးလာခဲ့ရတဲ့ခြေစူးဒီကိုမှမထောက်ငါကိုတတ်ရတဲ့မင်းတော်ကွာဆိုပြီးတော့စိတ်ရိုင်းလေးတစ်ချက်ဝင်သွားတယ်ငါကတော့ငယ်စဉ်တောင်ကြီးကလေးဘဝတွေကကျွေးခဲ့မွေးခဲ့ပေးခဲ့ရတာမင်းတို့ရဲ့ဘဝတွေလှအောင်ဆင်ခဲ့ရတာဝါအောင်ကျွေးခဲ့ရတာလောကလူတွေရဲ့လေမှာတင်အောင်တင်နေနေနိုင်အောင်အဖေဆောင်ရှောက်ခဲ့တာငါကိုမှဒီလိုရက်ဆက်နေခြင်းမင်းတော့ကွာဒီဘက်ခက်လေအဲ့ဒါလိုမဟုတ်လားအဖေတွေမေတွေဘလောက်ပဲကျွေးခဲ့ပွေးခဲ့တခါတလေကိုသားသမီးစီကပြန်လာတဲ့တုတ်ပြန်မှုကကိုကြိုက်တဲ့အပြုမှုမဟုတ်ဘူးဆိုရင်ခဏလေးဖြစ်တော့ဒေါရမထွက်ဘူးလားအဲ့ဒါလို့ဒေါရထွက်တယ်အခုလည်းပဲကေသရာဇာချင်းနေမင်းကတစ်ကြိမ်ကနေနှစ်ကြိမ်ကနေသုံးကြိမ်ပြစ်တော့နည်းနည်းလေးတော့ငါပေးခဲ့ကျွေးခဲ့တဲ့ဟဲ့ဒီသာသမီးကငါကိုတည့်ရက်လေခြင်းဆိုပြီးတော့ဘာထွက်သွားတယ်တတိလက်လွတ်ဖြစ်ပြီးဒေါရထွက်သွားတဲ့အချိန်တရားဘာဟုတခါမြားနဲ့ပြန်ပြစ်တဲ့အချိန်မှာတော့နောက်ဆုံးတိဟဘာဟုပြစ်လိုက်တဲ့မြားဟာဘယ်လိုစီထိသွားပြီလဲမေတ္တာတခဏလေးခန်းချောက်သွားတဲ့အခိုက်တန့်လေးမှာမြားကကေတရာဇာချင်းနေမင်းကြီးစီဝင်သွားတယ်ဗျမှန်ရဲ့လား
Oh yes like that ngadai me apego pielai de mya the sin apego mama bi min china bila ngata min pielai de mya apego TV le ngata ye min china bila min apego de se chin ne aphe de ma min china me so yin min piet de mya jaw aphe de ro me aphe de ya ro ma wa ngata ye min no le aphe naw song de kan ni su taung ke me ngata ji chan ma wa se chan da wa se ngata ji pyin san nan di ya kan ji ma thai ba si ne ko dukkha pe de ko mya ne khon ne ko ti chaung chan ne ta thami ko metta re we ni ra ti ma we ngai ne bi laစောကျွေးလဲမဟုတ်ပါဘူးကြောက်ကျွေးလဲမဟုတ်ပါဘူးချွေးတွေလဲလုံးနေပြီခင်ဗျားတို့တနာကြအောင်နည်းနည်းလေးတော့ကူကြအောင်တကယ်ရှင်တဲ့နှလုံးသားထဲမှာလိုက်လဲနဲ့ခံစားပြီးတော့တကယ်ကြိုက်တယ်အရင်လဲဒီဘက်ခက်နဲ့မိခင်ဖခင်စောနာကပြောသလိုဖခင်ဆက်ကြောင်းမှာအရင်တိတ်ကောင်းတဲ့ဆက်တော်လေးပါအခုကြည့်သားကမြားနဲ့ပြစ်လိုက်တယ်ကိုကိုတေအောင်တေချောင်းကြံတဲ့ပုဂ္ဂိုလ်တဝူတယောက်ကိုမေတ္တာပေးဝေနိုင်တာဒီအမေဟုတ်တယ်လို့အဖေလဲပဲပါမပါအမေရင်အသက်ပေးဝင်တာဟုတ်ရဲ့လားဘဒူရောအသက်ပေးဝင်တယ်သဘောရောပါရဲ့လားသဘောရောကြားရဲ့လားဒါကြောင့်မလို့ဖခင်ကြီးတည်ရပါဦးမေတ္တာတွေပို့နေပြီငါသားတည်ရပါဦးမင်းအဖေကိုတတ်လိုက်လို့မင်းကျင်တတ်မယ်ဆိုရင်အဖေတည်ရဲပါတယ်ဒါပေမဲ့ငါသားရဲ့ငါသားကြီးချမ်းသာပါစေငါသားကြီးချမ်းသာပါစေမြတ်စံတော်ရကံကြီးမထိုက်ပါစေနဲ့ငါသားဝိဘတ်ချမ်းမှာလဲလာတဲ့အချိန်မှာငါသားကြီးမခံပါစေနဲ့မခံပါရစေနဲ့ဆိုပြီးတော့မေတ္တာတွေဝင်နေတာဒီဘယ်လိုလဲပြောဘယ်လိုလဲအဖေတဲ့ဒါကြောင့်တို့သားတို့သမီးတို့ညီတို့ညီမတို့ကိုတို့မတို့အမေရင်ချစ်တတ်တာမဟုတ်ပါဘူးအဖေလည်းချစ်တတ်ပါတယ်လူပုဂ္ဂိုလ်တတ်ရှိဖြစ်တဲ့လူပုဂ္ဂိုလ်အသိဉာဏ်ရှိတဲ့လူပုဂ္ဂိုလ်တွေမဟုတ်ပါဘူးအသိဉာဏ်မဲ့တဲ့ရှင်သည်ဖခင်ကြီးတောင်သားသမီးတွေပေါ်မှာချစ်တတ်ပါတယ်မှန်ရဲ့လားဒါကြောင့်မို့လို့ကေသရာဇာရှင်နေမင်းတို့ရဲ့သားများနဲ့ခွန်းလိုက်တဲ့အချိန်ရင်ခွဲမိမိရဲ့ရင်ဘက်မှာလာဆိုင်ပြီးတော့သားပြက်လိုက်တဲ့မြားတန်းကြောင့်မြားတယ်နဲ့ဆိုသေခြင်းမသေးလိမ့်မယ်တော်ကောင်းတို့ငါသားကမှငါ့ကိုသေစီခြင်းသာဆိုပြီးတော့လုံရက်လေးခြင်းပြောရက်လေးခြင်းပြုရက်လေးခြင်းဆိုပြီးတော့ရှင်တဲ့နှလုံးသားထဲမှာအတွန်းတန်ရာတွေရပြီးတော့အဲ့ဒီနေရာမှာကေတရာဇာရှင်နေမင်းဘာဖြစ်ခဲ့ပြီမြားတန်ရာကြောင့်ဆိုရင်တို့တော်တည်းရှင်နေမင်းစဉ်းစားကြည့်နော်တော်ကောင်းတို့အခုကရှင်တဲ့နှလုံးသားထဲမှာလိုက်လဲငါမွေးခဲ့တဲ့သားတွေငါကျွေးခဲ့တဲ့သားတွေကငါ့ကိုမှဒီလိုလုံးရက်လေခြင်းကိုချင်းစာကြည့်လေအဖေတို့မေတို့မှန်ရလားကိုမွေးထားတဲ့သားတွေသမီးတွေကကိုကိုပြန်ငေါက်တာတောင်ကြိုက်ရလားတခါတလေကိုမွေးထားတဲ့သားတွေသမီးတွေကပြောသွားဆိုသွားပြီဆိုရင်အဲ့ဒီနေ့အဖေတို့မေတို့စဝင်ရလားညသွေးပြီးဒစိမ့်စိမ့်သွေးပြီးတောက်ခေါက်ပြီးတော့အဲ့လိုမပြောတဲ့ညာပေါင်းများစွာဒီလိုမဟုတ်လားဒါကြောင့်မို့လို့သားရင်သမီးတွေကကိုပြောပြန်ပြီးတော့ဝစီကံနဲ့ကျူးလွန်တဲ့မနောကံနဲ့ကျူးလွန်တာတောင်မှအိမ်မပြောစားမဝံရင်ထဲမှာပူလောင်ဖြစ်နေရတဲ့ဆိုရင်တာရင်ခေါက်ဒီဟပါဟုကထူလိုက်တဲ့လေးများဟာဖခင်ကေတရာဇာရှင်နေမင်းကြီးရဲ့ရင်ဝကိုမှန်တဲ့အချိန်တော်ကောင်းတို့မြားတန်ရာကြောင့်ရတဲ့တန်ရာကနာကျမနာပါလိမ့်မယ်သာသမီစီကပြန်လာတဲ့တန်ပြန်မှုရဲ့တန်ရာကတော်ကောင်းတို့မြားတန်ရာထက်ကြီးမနေဘူးလားမှန်ရဲ့လားသဘောရောပါရဲ့လားတော်ကောင်းတို့ခန္ဓာကိုယ်တန်ရာရပြီဆိုရင်ကုလို့မလွယ်ဘူးလား
ဗိဒအပြင်တန်တိုင်းဒဏ်ရာရပြီဆိုရင်ကုလို့လွယ်တယ်အတွန်းစိတ်ဒဏ်ရာရပြီဆိုရင်အဖေတို့မေတို့ပြောကုလို့လွယ်ရဲ့လားမလွယ်ပါဘူးဒါကြောင့်မို့လို့သားတို့သမီးတို့တို့ကိုယ်တို့မှတို့ညီမတို့အဖေတို့မေတို့ပေါ်မှာမပြတ်မလိုက်ပါနဲ့မစောကားလိုက်ပါနဲ့ဟဲ့တယ်လို့အသက်ပေးပြီးတော့တောင်းပါဖခင်ကေသရာဇာချင်းနေမင်းကြီးကတောင်းပါသိရပါဘူးပေါ်မှာအသက်ပေးပြီးတော့ချစ်ပြသွားခဲ့တယ်နောက်ဆုံးထိမေတ္တာတွေပေးသွားခဲ့တာဒီဘဒုမေတ္တာပြောစမ်းမှာရဲ့အဖေရဲ့မေတ္တာပြောဘဒုမေတ္တာဒါကြောင့်မိဘရှိမှဇာတိယဤဇာတိရှိမှဘဝဖြစ်၏ဘဝဖြစ်သည်လူဖြစ်ပြီလားစဉ်းစားသမိသားတို့စီဝါပြည့်စုံကြီးဝါယုံဖြင့်လူကုန်သိမ့်ခါတင်နိုင်ပါသလားလူဆိုသည်ကလူတရားနဲ့လူရာတာဝန်လူကျေဝမလူလွန်မသာလူနဲ့မရမိဘရှိမှပါရတယ်မိဘရှိမှဇာတိရဤဇာတိဆိုတာပရိတန်နေနေတာဒါကြောင့်ဘ누구ရှိမှမိဘရှိမှဇာတိရဤဇာတိရှိမှဘဝဖြစ်ဤလူဘဝဖြစ်မလားဘူးလားပရိတန်နေလာပြီလူဘဝရှိလာပြီလူဘဝရလာပြီလေဒါကြောင့်ဇာတိရှိမှဘဝဖြစ်ဤဘဝဖြစ်သည်လူဖြစ်ပြီလားမကွေးဘဝဖြစ်ပြီလူဖြစ်ပြီလားလူဘဝတော့ရောက်လာပြီတဲ့လူပိတပြီလားလူဖြစ်ပြီလားစဉ်းစားသမိသားတို့ဇီဝပြည့်စုံကြီးပွားယုံဖြစ်စဉ်းစားနော်ဇီဝပြည့်စုံကြီးပွားယုံဖြင့်လူကုန်တိမ်ခတင့်နိုင်ပါသလားပတ်စံပစ္စည်းဥစ္စာတွေချမ်းသာနေပြီမဲ့လို့ကိုဟုတ်လာပြီထင်မနေနဲ့တဲ့ဒါပြောတာဇီဝပြည့်စုံကြီးဝါယုံဖြင့်လူကုန်တိမ်ခတင့်နိုင်ပါသလားလူဆိုသည်ကလူတရားနဲ့ပြောပါတယ်လေလူဆိုတာလူတရားမရှိဘူးလားလူရာသာဝန်လူကျေဝံမပါတယ်လေလူရာသာဝန်လောကမှာရှိတယ်လေဗျာသူတော်ကောင်းတို့တလုံစားဖို့တလုံစားဖို့သူကျေးဇူးတယ်ကျေးဇူးတရားကိုမသိရင်အဲ့ဒီပုဂ္ဂိုလ်လူပိတရလားဒါကြောင့်အဖေမေရဲ့ကျေးဇူးကတို့အဖေတို့မေတို့ညီမတို့ပြောငယ်လေးတွေကစားခဲ့တာတလုံသေးဟုတ်ရဲ့လားမြောင်များစွာတော့မရည်တွက်နိုင်အောင်မစားခဲ့ကြဘူးလားစားယုံနေရောဟုတ်ရဲ့လားဘာမဟုတ်တဲ့လမ်းမှာဆိုင်ငယ်လေးပေါက်နေလို့ကားလေးပေါက်နေလို့ကူညီပေးလိုက်တဲ့စီပြက်နေလို့စီလေးပေးလိုက်တဲ့ပုဂ္ဂိုလ်ကိုတကယ်မဟာကျေးဇူးရှင်အစစ်ကြီးထင်ပြီးတော့ပြန်ပြီးတော့ကျေးဇူးဆက်နေရင်ငယ်စဉ်တောင်ကြီးကလေးဘဝတွေကမမွေးခင်အဲ့ဒီဘိုက်ထဲမှာနေတဲ့ကအဖေတို့မေတို့တယုတရားနဲ့ဟဲဒီသားတွေသမီးတွေကြီးလာရင်ဘယ်လိုနေရမယ်ဘယ်လိုထိုင်ရမယ်ဘယ်လိုတင်းသိအောင်ထားမယ်ဆိုပြီးတော့စောင်းရှောင်းခဲ့ပြုစုခဲ့စုခဲ့ဆောင်းခဲ့တဲ့ကျေးဇူးတွေကိုတို့သားတို့သမီးတို့နားလည်ဖို့သင်ပြီမှန်ရဲ့လားလမ်းမသေးလို့ဆိုင်ကယ်လေးဘိန်းပေါက်နေလို့ကားလေးဘိန်းပေါက်နေလို့ကူညီလိုက်တဲ့ပုဂ္ဂိုလ်စီပြက်နေလို့စီလေးဖြည့်ပေးလိုက်တဲ့ပုဂ္ဂိုလ်လမ်းမဘိုက်စားလို့တောင်းစားလို့ဓမင်းလေးကျွေးလိုက်တဲ့ပုဂ္ဂိုလ်ကိုမဟာကျေးဇူးရှင်ကြီးလို့ထင်နေရင်ငယ်လေးတွေကမမွေးခင်တည်းကမကျွေးခဲ့ရဘူးလားအဲ့ဒီကျေးဇူးရှင်ကိုဘာကြောင့်မဟာကျေးဇူးရှင်ကြီးလို့မထားနိုင်ကြတာလဲမှန်ရဲ့လားတို့ဖေတို့မေတို့သဘောရောကြရဲ့လားသဘောရောပါရဲ့လားတို့ညီမတို့မှတ်ကြစမ်းမှာချစ်လို့ပြောနေပါတယ်ကျေးဇူးဆက်နေတယ်မကွေးရဲ့မှန်ရဲ့လားဒါကြောင့်ငယ်စဉ်တောင်ကြီးကလေးဘဝတွေကကျွေးခဲ့တဲ့ဒီပုဂ္ဂိုလ်တွေနှစ်ဦးကိုတော့သူတော်ကောင်းတို့စွန့်ပစ်ခံရပြီဗျအသက်ကြီးလာတော့လူရမဝင်တော့ဘူးအဲ့တော့ကိုကဒုတိယရေဇန်းသားရောက်တော့ဟိုမှာအဖေမေကလည်းရှိတယ်ကို့မှာလည်းတအိုးသိမ်တီထောင်နေပြီတီထောင်နေတဲ့ချင်းအဖေမေအိမ်မှာသူတော်ကောင်းတို့တလားရှိလို့တခေါက်ရှောက်ချင်မှရောက်တော့တာဒုက္ခရောက်လာပြီဆိုရင်အပြေးကလေးလန်းလာပြီဘ누구ကိုတရိယခလုံးထီတော့
thọ bài là đã dòng thọ con đồ vào quang hà lu ye lu biết là ye lu đây ya lu Giêsu lu tao này đi bộ lu đấy ya mày là ấy đi Giêsu đây ya đi mà tí đã bu so ye lo lu bảo wa lu giàu là ra lu biết là ra lu biết của giá là ra giàu là ra đi lu biết cho nắp ba mà là xem ra nó đã dòng lu ra tao lu Giêsu mà đấy đã có biết ra mày là đã dòng cảm giác rồi nếu mà giàu trong đây ya đi khả năng thà ba bây giờ thọ con đồ đi đây ya đi gì mà chỉ bu là đây dòng này đây dòng Giêsu đi thọ con đồ đâu này đâu đông xem mong năm mai dân này luôn mà chết cha rồi không vậy là à phía Media lại về mét tàn đất thì khăn chào lại ta tham Media lại bolu à bao tiền dòng công việc à bao tiền dòng công tác chỉ được bolu số lại đấy mày là ta nhớ cú sa của chị em biểu diễn là cái Harry Potter ha cái đó là chuyện này mình ha đã rồi thì tiếng bảo at the baby rồi đâu mà mét tàn với đó vậy ấy đi bố cô ye Giêsu ba Giêsu lo biểu phát cái ye Giêsu du nine lo ya ya la nine giờ ya xí ya la mi ba mi ta ban suy cha ne ba ma nine so mặt tay lo thu ban chui gan non đất lo mi ba mi ta san ta ne ba ma shin so ma miên lo thu san nuôi khang đất lo mi ba mi ta đông phan hoa ne ba ma shin so ma miên lo thu la ni khang quay đất lo luôn thấy em mũi chảy lao vào đây số đấy hết đi ban này ha xí mũi này mà la aku lo miu xí đồ con đồ la này mà la đó bài la ban số đấy là bao ha khana mũi mẹ khana chui mẹ khanaပြောđồ mà về bia mày la mình này bây Giêsu đây đi này nãy sai nãy lôi ya la đấy bây giờ lo em ta mà sinh sản gì im ya đấy và lâu biểu mi ba em mét ta này nãy mẹ xuân yo nãy lôi ya mà la và lâu bé chỉ là im ya đấy sinh sản gì đấy ha nên này ta change gì nuôi ya đi số đấy abu đấy yêu lại vì xuân ấy đi sinh sản gì đấy khăn chồng mà toa bu la ta đấy ta mi đấy bỏ mà tha đấy phi em mét ta mi em mét ta cái đó bên đó mà khăn chồng này mu nhá số ye la miên nhi ga la pi nhá la quen nhá số bi rồiရှိတယ်လာဆန်းကနေလာပြညအထိလာတွေကတာနိုင်ပြီမယ်လို့လာကွယ်ညရောက်ရင်အဲ့ဒီလာမင်းကြီးထိန်ထိန်လင်းနိုင်ရလားမလင်းနိုင်တော့ဘူးမိဘရဲ့မေတ္တာကတော့သာသမီပေါ်မှာအမြဲတမ်းအေးမြတဲ့မေတ္တာတွေနဲ့အလင်းရောင်နေပြည့်လျက်ပါပဲဒါကြောင့်နှိုင်းဆလို့ရရဲ့လားဘာလဲလဲဘယ်လိုမေတ္တာအဖေမေတ္တာတော်ကောင်းတို့အဖေရဲ့မေတ္တာကိုနိုင်စားလို့ရရဲ့လားဒါကြောင့်အနိုင်မဲ့အဖေလို့ခေါ်တိုင်းမခေါ်တိုင်းသဘောရောပါရဲ့လားဒါကြောင့်တော်ကောင်းတို့ရှစ်ပညာရှိတွေရေးခဲ့တာအမေလည်းမဟုတ်ပါဘူးဗျာအဖေလည်းပဲအနိုင်မဲ့ရဲကြီးခေါ်လိုက်ကြစမ်းမှာအဖေကလည်းပဲသဘောပါရဲ့လားအမေရင်ဟုတ်ရဲ့လားဖခင်ကေတရာဇာချင်းလင်းမင်းအနိုင်မင်းမေတ္တာတွေနဲ့သာသမီပေါ်မှာသားတော်လေးရဲ့ပေါ်မှာကိုယ်တန်ကိုယ်တော်ဗရဏမထားပဲနဲ့အတ္တပေးပြီးတော့ချစ်ဝန္တာမောင်းနှမဆွေမျိုးသားကြောင့်ဘလောက်ပေါ်မှာဘလောက်ပဲကိုယ်ပေါ်မှာကောင်းတဲ့မိတ်ဆွေပေါင်းတယ်ပဲဖြစ်ပါစေအတ္တပေးပြီးတော့ကောင်းနိုင်ပါမလားအမေပေးရလိမ့်မယ်နောက်ပြီးတော့ဘသူပေးရလိမ့်မယ်မှန်ရလားအသက်သက်ဆွမ်းဆံပြထမ်းမေမောမှာတက်ပြီးတော့ထမ်းလီပြီးတော့ကျွေးနေတာဒီဘယ်လိုလဲအဖေနေဘူးမရှောင်မိုးရွာမရှောင်လဲထွန်းရကျွေးနေတာဒီဘယ်လိုလဲလိုင်းလုံးလေးကိုအန်တုပြီးတော့ကံမမြင်လမ်းမမြင်ပင်လေသမုဒ္ဒရာကြီးထဲမှာတငါတဲ့လုံနဲ့ငါဖမ်းကျွေးခဲ့တာဒီဘယ်လိုတော့မှန်ရလားတဲ့စီဥစ္စာတွေရှေ့ကအကြောင်းမလားလို့နောက်ဆုံးယုံလိုက်ကြွသူဘဝနဲ့မုတ်ဆိုးကြီးဘဝနဲ့သာသမီတွေပေါ်မှာမုတ်ဆိုးကြီးဘဝနဲ့လုံကင်ကျွေးခဲ့တာလေဒါကြောင့်ဘာလို့ခေါ်တိုက်
အနိုင်မဲ့အဖေတူနိုင်လို့ရရဲ့လားမရပါဘူးဒါကြောင့်မိဘရှိမှဇာတိရှိဇာတိရှိမှဘဝဖြစ်၏ဘဝဖြစ်သည်လူဖြစ်ပြီလားစဉ်းစားသမိသားတို့စီဝါပြည့်စုံကြီးပွားယုံဖြင့်လူကုန်သိက္ခာတဲ့နိုင်ပါသလားလူစောတိကလူတရားနဲ့လူရသာဝံလူချေဝံမလူပိတကြတော့မယ်ဂျေဇုတိဓမ္မဂျေဇုဆက်ဓမ္မလူပိကြမယ်လို့လူပိတကြတော့ရမယ်လို့တတနလူရောဆရာမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးနဲ့ဘောရာနာရှိရှိကရိယာတော်ကောင်းပညာရှိကြီးတွေကအာဟုကတင်သည်ကောင်းစွာမသွေမိန်ကြတော်မူခဲ့ပါ၏တည်းဘာမေတ္တာပြောဘာမေတ္တာအလိုက်မဲ့မေတ္တာလေးနဲ့ကျွေးခဲ့တဲ့စောင့်ရှောက်ခဲ့တဲ့အဖေရဲ့ကျေးဇူးတွေကိုတို့သားတို့သမီးတို့ဘေတို့မေတို့ညီတို့ညီမတို့ကိုတို့မတို့ဦးလေးတို့အတော်တို့သည်ဤနေ့ဤချိန်ကစပြီးအမေသင်မဟုတ်ပါဘူးတဲ့အဖေပေါ်မှာအပြစ်ကြီးပြစ်ငယ်တွေကိုခွန့်လွတ်တတ်ရမယ်မှန်ရဲ့လားအဖေဟာဘလောက်ပဲကြမ်းတမ်းတဲ့အယက်သမားကြီးလူချမ်းကြီးမုတ်ဆိုးကြီးဖြစ်နေပါစေသာသမီပေါ်မှာကွယ်ရာကချစ်နေတဲ့အဖေရဲ့မေတ္တာတွေဟာမြင်နိုင်မယ်ဆိုရင်သိနိုင်မယ်ဆိုရင်ကြည်တတ်မယ်ဆိုရင်မြင်ပါလိမ့်မယ်ဗျမှန်ရဲ့လားဒါကြောင့်အဖေကိုစိတ်မနာကြပါနဲ့အဖေကိုစိတ်မဆိုးကြပါနဲ့မှန်ရဲ့လားအဲကြောင့်ငယ်ငယ်တုန်းကရခဲ့တဲ့ကြပြလေးရှိပါတယ်ဆိုလိုက်စမ်းမှာအဖေကိုရှင်ခိုးမအိတ်တဲ့သူခွေချင်းတဲ့သူခွေလိုလူမဖြစ်ခြင်းကအဖေကိုရှင်ခိုးကြဆိုသမှာသုံးကောင်းအဖေကိုရှင်ခိုးမအိတ်တဲ့သူအဖေကိုရှင်ခိုးကြကဲဖခင်ရဲ့မေတ္တာဒါကဘုရားတရားတန်ကမိခင်ဖခင်အလုံးပေါင်းပြီးတော့ရှင်ကိုခိုင်းတာပါနော်ဦးစင်းကနောက်ဆုံးဒါဖြတ်ပြီးပြောလိုက်တာဟုတ်ရဲ့လားဒါဆိုရင်ရှေ့ဟာလေးသူ့လိုတီးလိုက်မယ်လို့ထင်ပါတယ်နော်ဒါကြောင့်တော်ကောင်းတို့ဒီဖခင်ရဲ့မေတ္တာတွေကြီးမားတဲ့အကြောင်းဤရွှေမြိုင်ရှင်မသန္တရာသဝိမှာပြန်လဲကဆုံးသွေးကြတဲ့နိုင်ငံမှာပေါင်းတို့ကိုကျေးဇူးဆက်ဟောကြပါတယ်ဗျာမှန်ရဲ့လားဘာတရားဘာတရားဘာတရားအနိုင်မဲ့အဖေပါတဲ့တော်ကောင်းတို့ဒီနိုင်စရာမရှိအောင်ကျေးဇူးကြီးမားပါတယ်ဆိုတဲ့အကြောင်းတော်ကောင်းတို့ကောင်းစီတက်ကဂေတရာစာရှင်နေမင်းရဲ့အကြောင်းတရားဘာဟုဇက်အဲ့ဒီမာတုဘောဓကတုတ်ပညာရှိတွေရဲ့အစိုးမိတ်တွေကိုစုပေါင်းပြီးတော့သင်ပြအပ်တဲ့အနိုင်မဲ့အဖေဆိုတဲ့တရားဒေသနာတော်ကိုနာကြားတဲ့ဒီနေ့ဒီချိန်ဒီခါမှစပြီးတော့အဖေနဲ့မပြောမဆိုစိတ်ဆိုးစိတ်ကောက်နေတဲ့သာသမီတွေအဖေပေါ်မှာတာဝန်မချေလိုက်တဲ့ပုဂ္ဂိုလ်တွေအဖေပေါ်မှာပြောမှဆိုမှရှိခဲ့တဲ့ပုဂ္ဂိုလ်တွေမိမိတို့တွေဒီအဲ့ဒီဖခင်ရဲ့ကျေးဇူးကိုဆက်ကြံပါတယ်ဆိုရင်အဖေရှိတော့မယ်ဆက်လို့ရမယ်ဗျမှန်ရဲ့လားဒါကြောင့်အဖေကိုမိပြီးရမယ်ကုသိုလ်ကဘဒုရှိမှာအဖေရှိမှာဒါကြောင့်ဆိုလိုက်စမ်းမှာမိဘနတ်ပြရှိနေပါလေကျေးဇူးမသိမဆဘိကတတလုံးလုံးလူဖြစ်ရှုံး၏မိဘနတ်ပြရှိနေပါလေကျေးဇူးမသိမဆဘိကတတလုံးလုံး
လူဖြစ်ရှုံး၏ကဲပူဇော်စမ်းပါကျေးဇူးတင်ပါတယ်ဗျာမကွေးဟောရလားကဲခင်ဗျားတို့နောက်ဆုံးနောက်ဆဲကြမှာခင်ဗျားတို့ကြုတ်လာပြီအမောပြေအောင်လုပ်ခင်ဗျားတို့တော့အဲ့ဒါခင်ဗျားတို့တော့ကဲဒါပါပဲဗျာကဲနော်ဖခင်ရဲ့မေတ္တာတရားတွေကိုတရင်တဏိသာသမီတယောက်နေနဲ့ဇင်မြင့်ထက်မှာလာပြီးတော့ပြောသွားတယ်လို့ဒီလိုလေးအောင်းမေမှန်ရလားမိမိတို့သားတွေသမီးတွေမွေးဘူးကြတဲ့သားအမေကောင်းအဖေကောင်းနေချိန်မှာပဲကိုသားလေးကိုသမီးလေးစကားပြောတတ်ပြီးဖေဖေကြီးမေမေကြီးလို့ခေါ်တတ်ပြီးဆိုရင်တို့ဖေတို့မေတို့ဝမ်းမသာဘူးလားဒီအရှင်ကိုလည်းဒီပလင်မော်ကနေအဲ့ဒါလို့ကိုသားကိုသမီးစကားပြောတတ်ပြီးခေါ်တတ်တယ်လို့မိမိတို့လည်းပဲစကားပြောတတ်လို့ပြုံးပြောတဲ့မုရိဒတရားနဲ့ပြုံးပြောနိုင်ကြပါစေလို့ဆုတောင်းပရဏာပြုရင်ကိုသားတစ်ပါးကယံသဘာကလာပြီးတော့ကျေးဇူးဆက်သွားတယ်လို့အာယုံပြုပြီးတရားသိမ်းကြရအောင်ဗျာမှန်ရလားနေတိသံသုဒ္ဓဗုဒ္ဓေနလွန်နိုင်တော်ဝါဓမ္မဒေသနံအဘိနန္ဒနာစိတ်တေနာသာဓုသာဓုသိပါတထာသာရောတရားလာလာကြပါတဲ့မြတ်တကားတကားမှာပေါင်းတော်ကောင်းတို့တော်မေသင်သူတော်ကောင်းအပေါင်းတို့သည်ဒုသဗုဒ္ဓေနဒါနသီလသမာဓိပညာနှင့်ဆက်ရှင်သောဘုသူဒ္ဓဗျာဗျာကိုပေးစွမ်းတော်မူသောဘုရားရှင်ကိုရောမြတ်ကြီး၏တန်ဒီကံထံတော်မှာဒိဋ္ဌိတန်သင့်ခံကဟောကြားအပ်သောဣမံဓမ္မသေတနံလောကမှာခြေစွများဆုံးပုဂ္ဂိုလ်တွေကရှင်တော်ဗုဒ္ဓသင်္စားခေါ်ခဲ့တဲ့အထက်ကဒုတိယနံပါတ်1ပုဂ္ဂိုလ်ဖြစ်တဲ့ဖခင်ရဲ့ခြေစွကိုဇောင်းပေးပြီးတော့မဝေနဲ့တကဝရဝေယနီအင်္ဂေယတိုက်တာတိရိကလာရောက်ကြတဲ့ခြေစွရှင်မိခင်ကောင်းဖခင်ကောင်းတို့ကိုခြေစွဆက်ကဟောကြားအပ်သည့်ဤအနိုင်မဲ့ဖေးဆိုတဲ့တရားတော်ကိုဒုနိုင်တဝါကောင်းစွာယုန်တိနာကြကြကုန်ပြီးသည်ဖြစ်၍အဘိနန္ဒနာစိတ်တေနာလွန်နှစ်သက်ရှင်လန်းဝမ်းမြောက်ဝမ်းသာပီတိဖြာကြကုန်လျက်သာရုသာရုသေသာဓုသာဓုသာဓုလို့ခေါ်သောသောတော်ကောင်းသောမြတ်လောင်းတို့ရဲ့ကောင်းမြတ်တဲ့ကျွေးကြော်ရန်ကိုဘာသာထာသုံးငိမ်သုံးဝနှုံမြ၍ကောင်းစွာမသွေးကြိုးရင်လိုက်ကြလေကုန်ရတတ်သည်ကဲဆိုအလုံးရှင်ဖယားဘုရားတပည့်တော်တပည့်တော်မတ်တို့သည်ကံကို၎င်းကံဤအကျိုးပေးပုံတို့ကို၎င်းယုံကြည်ပါကုန်သည်ဖြစ်၍တရဏဂုံ3ပါးနှင့်အင်္ဂါ7ပါးနှင့်ပြည့်စုံသောသီလတော်မြတ်တို့ကိုခံယူကျင့်သုံးဆောက်တည်ပြီး၍အထူးအားဖြင့်ဘုရားတပည့်တော်တို့ဤမကွေးမြို့ဤကရုဏာရှင်အသင်၌73နှစ်ပြည့်ဓမ္မသဘင်ပွဲဆင်နွှဲကြပါကုန်၏အရှင်မြတ်ဘုရားဤကုသိုလ်သည်32ဘုံကျင်လေကုန်သောဝိနေယဒုက္ခိတဒုက္ခိတတတဝါပေါင်းတို့အားအမြပေးဝေပါကုန်၏အကျွန်ုပ်တို့နှင့်ထန်တူထမြ
အမြရာ၍ကိုယ်စိတ်နှပြကျမ်းမာချမ်းသာဝမ်းသာကြသည်ဖြစ်ကြပါစေသောကုသိုလ်အမြယောတော်မူကြပါကုန်လောသာဓုသာဓုသာဓု